အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မျိုးရင်းစံဖြစ်ပါတယ် The Discipline Trader page ရဲ့ပြင်နိုင်မျှဝေသူဖြစ်တယ်လို့ Project X Trading Team ရဲ့ founder လည်းပဲဖြစ်ပါတယ် Okay ဒီ video လေးမှာတော့ကျွန်တော်ကဘာကို sharing လုပ်သွားမလဲဆိုတဲ့အခါမှာကျွန်တော်တို့ဒီ technical analysis တွေလုပ်ကြတယ်ပေါ့နော်အဲ့တော့ technical analysis လုပ်တတ်ဖို့နောက် technical analysis ကိုအမြဲတမ်းတည်တည်ချာချာလုပ်နေဖို့ပေါ့နော်အဲ့ဒီအပြင်သူ့ထက်အရေးကြီးတာတစ်ချက်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ technical analysis တွေကိုတည်တည်ချာချာလုပ်နေရခြင်းရဲ့အဓိကရည်ရွယ်ချက်ပေါ့နော် technical analysis ကနေကျွန်တော်တို့ဘာတွေရယူချင်တာလဲ technical analysis ကနေပြီးတော့ trader တယောက်အနေနဲ့ကျွန်တော်တို့ကိုဘယ်လိုအကျိုးရှိအောင်လုပ်နေဆိုတာကအဲ့ဒါက technical analysis ထက်တောင်မှပိုအရေးကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်ဘာလို့ဒီ video လေးလုပ်ဖြစ်သွားလဲဆိုတော့ကျွန်တော်အရင်ရက်က video တစ်ခုမှာဒီ YouTube ကမိတ်ဆွေတယောက်ကပေါ့နော်သူမေးထားတယ်ပေါ့ဒါကျွန်တော်ကဒီ bullet side ဘက်ကိုပြောတဲ့အချိန်မှာသူက bearish ဖြစ်လာနိုင်သလားလို့ပေါ့နော်ဒါသူ့ဘက်ကအမြင်တစ်ခုကိုပြောတယ် Okay အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးပေါ့နော်ဒီ video ကအရင်အရေးကြီးမယ်အကျိုးလည်းရှိလိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော် Okay အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့ကmarket itself ကိုယ်တိုင်ကကိုကျွန်တော်တို့အရင်ဆုံးသိရမှာကကျွန်တော်တို့ financial markets တွေပေါ့နော် stock ဖြစ်စေ forex and gold ဖြစ်စေ crypto ဖြစ်စေဘယ် financial market ထဲကိုဝင်လိုက်ပြီဖြစ်စေကျွန်တော်တို့သိရမှာ financial market မှာမဟုတ်ဘူးကမ္ဘာမှာရှိသမျှကျွန်တော်တို့ market လို့ခေါ်လိုက်တဲ့အရာတိုင်းမှာကျွန်တော်တို့သိရမှာ supply လို့ခေါ်တဲ့အယောင်းနဲ့ demand လို့ခေါ်တဲ့အဝယ်နှစ်ခုဟာရှိကိုရှိဘာလို့လဲဆိုတော့ကျွန်တော်တို့ကရောင်းတဲ့သူရှိလို့ဝယ်တဲ့သူရှိတာဝယ်တဲ့သူရှိမှလည်းရောင်းလို့ရတာအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က market တစ်ခုတည်းကိုကျွန်တော်တို့ဝင်လိုက်ပြီဆိုတာနဲ့ဒီ market မှာ supply เนาะရောင်းတဲ့သူတွေရှိမယ်ပြီးရင် demand ဝယ်တဲ့သူတွေရှိမယ်အဲ့ဒီ supply နဲ့ demand နဲ့ရှိနေလို့ကျွန်တော်တို့ market ဆိုတာဖြစ်တည်နေတာဆိုတာကိုကျွန်တော်တို့အရင်ဆုံးသိရမယ်ပေါ့နော်အဲ့ဒီအပြင်ကျွန်တော်တို့ကနောက်ဒီ market တွေကိုကျွန်တော်လေ့လာလိုက်တဲ့အခါမှာနောက်ဆုံးပေါ့နော်ကျွန်တော်10စုနှစ်တခုအလုပ်လုပ်ပြီးသွားတဲ့အခါမှာကျွန်တော်အတွက်ကြတော့ဘာထွက်လာလဲဆိုတော့ technical analysis လုပ်တဲ့ framework ပေါ့တကယ်တမ်းပြောရရင်ဒါဒီဟာကိုရဖို့အတွက်ကျွန်တော် mandatory စီမှာအများကြီးသင်ယူရတယ်ကိုယ်တိုင်အများကြီး modify လုပ်ရတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ဒီတကယ်လေးလာတဲ့သူတကယ်အသုံးချတတ်တဲ့သူတွေအတွက်ဆိုရင်เนาะအကျိုးအများကြီးရှိမှာမို့လို့ဆိုပြီးတော့ကျွန်တော် project X တင်မကဘူးပေါ့เนาะနောက်ပိုင်းကျွန်တော်ဒါ public နဲ့ပါ sharing လုပ်ထားတာเนาะအဲ့တော့ကျွန်တော်တို့ဒီ project X မှာဆိုရင် the framework of analysis ဆိုတာ analysis ကိုလုပ်တော့မယ်ဆိုတာ ਨੇ ဒီ framework ပေါ်မှာကျွန်တော်တို့ကထိုင်လိုက်တယ်เนาะအဲ့တော့ဒီ framework ပေါ်မှာထိုင်လိုက်တယ်အဲ့တော့ဒီ၅ချက်ပေါ့ဗျာအများတန်းကျွန်တော်ပြောနေကြအတိုင်းပဲနံပါတ်1က where is the order flow เนาะကျွန်တော်တို့ဒီကောင်ရဲ့အဲ့ဒီကျွန်တော်တို့ကြည့်နေတဲ့ market ရဲ့ order flow เนาะသူ့ရဲ့ order ရဲ့ flow ကဘယ်လိုရှိတယ်လဲပြီးသွားရင် where is the seller ရောင်းတဲ့သူတွေကဘယ်မှာရှိတယ်လဲ where is the buyer ဝယ်တဲ့သူတွေကဘယ်မှာရှိလဲเนาะအဲ့ဒါကိုအရင်ကြည့်လိုက်ဘာဖြစ်လို့ကျွန်တော်တို့က order flow ကိုကြည့်တယ်လဲဆိုတော့ support တွေ resistance တွေကကျွန်တော်တို့ market တစ်ခုလုံးရဲ့နေရာအနှံ့မှာရှိမှာနော်နေရာအနှံ့မှာရှိတယ်အဲ့တော့ order flow ကိုတည်ခြင်းအပြင်ဘယ်တုန်းကအဲ့ဒီ support ဟာဘယ်လောက်အထိအားကောင်းခဲ့တယ်နော် resistance ကဘယ်လောက်ထိအားကောင်းခဲ့တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော် crowd psychology လို့ခေါ်တာပေါ့နော်တကယ် volume အကြီးကြီးနဲ့ရောင်းမဲ့ဝယ်မဲ့သူတွေကအဲ့ဒီ order flow တွေကဘယ် support သူတို့အားကိုးလာနိုင်တယ်ဘယ် resistance ကိုအားကိုးလာနိုင်ဒါက order flow တည်မှရမှာနော် seller ရှိတဲ့နေရာကိုတည်ရင်ကျွန်တော် resistance ပဲတည်မယ်buyer ရှိတဲ့နေရာကိုသိရင်ကျွန်တော်တို့က support ပဲသိမယ် order flow ကိုသိမှဘယ်နေရာကပိုအရေးကြီးလာနိုင်တယ်လဲဆိုတဲ့ crowd psychology ကိုဖော်ထုတ်နိုင်မှာအဲ့ဒါမှကျွန်တော်တို့ကအဲ့ဒီ support နဲ့ resistance တွေကဘလောက်အားကောင်းအလုံးလုံးနေနိုင်တယ်လဲဆိုတာကိုသူက order flow ကဖြည့်ပေးတာ momentum ကိုကျွန်တော်တို့ကအဲ့ဒီကနေရှာတာပေါ့နော်အဲ့တော့ကျွန်တော်တို့က analysis တစ်ခုကိုလုပ်လိုက်ပြီးဆိုတဲ့အခါမှာခုနကပြောခဲ့တယ်လို့ပေါ့နော်ဘာကြောင့်မလို့ကျွန်တော်ကဒီ၃ချက်လုံးပြည့်စုံအောင်အရင်လုပ်တယ်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီ loser trader လို့ပြောလို့ရတယ် wounded trader လို့လည်းပြောလို့ရတာပေါ့နော်ဒီလောကမှာရှုံးနေတဲ့သူတွေကအများကြီးကျွန်တော်အများအားပြောခဲ့တယ်လို့ပဲ95% ကျော်လောက်ကရှုံးနေတာအဲ့ဒါဟိုဘယ်လိုပြောရမလဲဆိုတော့တခက်လက်တွေ့ရလက်ပဲပေါ့နော်လူတိုင်းကအကုန်နိုင်နေတာမဟုတ်ဘူးဒီလောကမှာရှုံးနေထွက်သွားတယ်လူတွေဝင်လာတယ်ရှုံးနေထွက်သွားတယ်ဒီလိုသွားနေတာเนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒါအရှိကိုအရှိတိုင်းပြောပြတာပေါ့နော်အဲ့ဒီရှုံးနေတဲ့သူတွေထဲမှာကိုမပါခြင်းဘူးဟာကျွန်တော်တို့ကတော့ဒါတကယ် winner trader ဖြစ်ချင်တယ်ဆိုရှင်းရှင်းလေးပဲဗျ
winner trader တွေနဲ့ loser trader တွေနဲ့ကြားတွေက behavior အဲ့ဒါကိုကျွန်တော်ဒီ video မှာတေချာပြောသွားမှာနော်အဲ့တော့ winner trader တွေကကြတော့တကယ် Asian 9နေဖြစ်မယ်သူတို့ဒီဘလို့အလုပ်လုပ်တယ်လဲဆိုတဲ့အခါမှာနော်ဝယ်ခြင်းတဲ့နေရာမှာဝယ်ပြီးတော့ရောင်းခြင်းတဲ့နေရာမှာဘယ်တော့အခါမှာမရောင်းဘူးဆိုတော့ကျွန်တော်တို့သိရမယ်တကယ်နော် trader professional trader တွေအကုန်လုံးဒီကျွန်တော်တို့ရောင်းမယ်ဆိုရင် bearer system မှာတော့ငါပြန်ရောင်းမယ်ဆိုတဲ့သူတို့ရဲ့ decision making ရှိတယ်ဘယ် support zone ကြရင်တော့ဝယ်မယ်ဆိုတဲ့နော် decision making process တွေရှိတယ်သူတို့ဒီဒါအမြဲတမ်း system နဲ့အလုပ်လုပ်တယ်ကျွန်တော်တို့ trader loser trader အများစုရှုံးသွားတဲ့ trader အများစုကကြတော့ရှင်းတယ်ဗျအဲ့ဒီလိုမျိုး support တွေ resistance တွေ momentum တွေ trend တွေသူတို့အဲ့ဒါကိုလုံးဝနားမလည်ဘူးသူတို့စိတ်ထဲမှာတက်ပြီးဟေ့ဆိုတဲ့ခံစားမှုကိုရရင်ဒါမှမဟုတ်ရင်တက်လိမ့်မယ်ဆိုတဲ့သူတို့စိတ်ထဲမှာထင်နေရင်သူတို့ဝယ်တယ်နော်ကြာနေပြီလို့သူတို့မြင်ရင်သူတို့ရောင်းတယ်နော်ကြာလိမ့်မယ်လို့သူတို့ထင်ရင်ရောင်းတယ်အဲ့တော့ဆိုလိုချင်တဲ့သဘောကသူတို့အတွက်ဝယ်ရောင်းလုပ်ဖို့ဒီခုနကပြောသလို aura flow ကိုလည်းသူတို့မကြည့်ဘူးเนาะဘယ်နေရာမှာ support ဘယ်နေရာမှာ resistance trend ကအခုဘယ်လိုသွားနေတယ် momentum ကဘယ်မှာရှိတယ်လဲဆိုတာကိုမကြည့်ဘူးအဲ့တော့အဓိကကကျွန်တော်တို့ကတကယ် professional ဖြစ်လာခြင်းနဲ့ winner ဖြစ်လာခြင်းနဲ့ဆိုရင်ဒီ framework အတိုင်းအရင်သွားရမယ်အဲ့တော့ framework ကတော့ထုံးစံတိုင်းပဲကျွန်တော်အလို့ရအောင်ပဲပြောလိုက်တော့မယ် where is the order flow where is the seller where is the buyer เนาะ order flow ကဘယ်လိုရှိတယ်လဲ seller ကဘယ်နားမှာနေတယ်လဲ buyer ကဘယ်လိုနေတယ်လဲပြီးသွားရင်ကျွန်တော်၄နဲ့၅ကိုထပ်ပြောမယ် okay အဲ့တော့ကျွန်တော်တို့ကအဓိကကเนาะအရင်ဆုံးကျွန်တော်ဒါလက်တွေ့ပြလို့ရအောင်ပေါ့เนาะဘယ်ကိုသွားလိုက်မလဲဆိုတော့ဒါအားလုံးနဲ့သိကျင်နေကြမယ် Bitcoin market ကိုကျွန်တော်တို့အရင်သွားလိုက်အောင်เนาะ okay အဲ့တော့ကျွန်တော်တို့ကဒါ Bitcoin ဒီ crypto market တစ်ခုလုံးကြီးရဲ့ leading indicator လည်းဖြစ်တယ်သူ့ကိုကျွန်တော်တို့ကမျက်ခြေပြတ်လို့လုံးဝမရအောင်เนาะအဲ့တော့ကြောင့်မလို့သူ့ရဲ့ order flow ကိုကျွန်တော်တို့စပြောအောင်အဲ့တော့ Bitcoin ရဲ့ order flow อ่ะပေါ့เนาะကျွန်တော်တို့ဒီတစ်ခေါက်ကိုကျွန်တော်တို့ဘယ်နေရာစတက်လာတယ်လဲဆိုတာကနေစပြီးတော့ပြောလိုက်မယ်ဆိုရင်သူကဟောဒီ9400တန်းမှာပေါ့เนาะ2024ရဲ့ကျွန်တော်တို့ July လမှာ9400တန်းမှာသူကဘာစဖြစ်တယ်လဲဆိုတော့ဟောဒီမှာ initial support တစ်ချက်ဖြစ်တယ်ပြီးတော့ strong ဖြစ်တယ်ပြီးတော့ key ဖြစ်တယ်เนาะ key level resist เนาะ support ဖြစ်လာခဲ့တယ်ပေါ့เนาะတော်တော်လေးအားကောင်းကောင်းနဲ့ဒီနေရာမှာအဝယ်ထိုင်နေသူတို့တကယ်ခိုင်ခိုင်မာမာအဝယ်ထိုင်လိုက်တာတော့ကျွန်တော်တို့ဒီမှာ volume နဲ့ confirm လုပ်မယ်ဆိုရင် August လမှာကျွန်တော်တို့6ရက်2024ပေါ့နော် August လကျွန်တော်တို့9ရက်ပေါ့နော်အဲ့ဒီမှာစပြီးတော့ကျွန်တော် strong support အနေနဲ့ volume အကြီးနဲ့ဝယ်လိုက်တယ်နောက်ဆုံးမိတ်ဒီမှာတစ်ချက်မှာလာပြီးတော့ key level မှာလာတစ်ချက်ထောက်ပြီးတော့ဒါတက်သွားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီ9400တန်းကကျွန်တော်တို့ဒီ key level support ပေါ့နော်တကယ် volume ကြီးနဲ့ကောင်ကတစ်ချက်အဲ့ဒီကနေအစပြိုးလိုက်တဲ့ကောင်ဟာကျွန်တော်တို့ Bitcoin 3သိန်းဆိုတဲ့အိမ်မက်3သိန်းနဲ့9000အထိပေါ့ဒါကျွန်တော်ခက်ချမ်းချမ်းလေးဆွဲထားတာအဲ့ဒီတန်းကိုသူတို့အဲ့ဒီ zone ကိုတက်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီတော့ဒီနေရာကနေအစပြိုးခဲ့တယ်ဒီထိတက်ခဲ့တယ်အဲ့ဒီအထိမှာဒီမှာကြည့်လိုက်ကျွန်တော်တို့အယောင်းဒီကျွန်တော် retrace လောက်ပဲဝင်နိုင်ခဲ့ပြီးတော့တောက်လျှောက် bullish ဖြစ်ခဲ့တယ် trend တစ်ခုဖြစ်သွားခဲ့တယ်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ momentum เนาะ momentum ဖြစ်လာခဲ့တယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ကစပြီးတော့ order flow ကောက်နေပြီเนาะအဲ့တော့မနစ်ကဖြစ်ခဲ့တာဟောဒီနေရာမှာ support ကြီးကျွန်တော်တို့ key support ရှိခဲ့တယ် volume ပါတယ်တွေ့လား retrace လေးတွေလောက်ပဲရောင်းနိုင်ခဲ့ပြီးတော့ down shout เนาะ bullish trend ဖြစ်ခဲ့တယ် momentum အရှိန်ရသွားခဲ့တယ်အဲ့ဒီအတွက်ကြောင့်မလို့ seller တွေကရောင်းဖို့ရန်အတွက်ကိုအဲ့ဒီ momentum အရှိန်ကသူ့ဟာသူယော့သွားတဲ့အထိเนาะသူ့ဟာသူယော့သွားတဲ့အထိသူတို့စောင့်နေတယ်ဆိုလိုချင်တဲ့သဘောကရောင်းမယ်ဆိုတိုင်းမှာရောင်းကျင်တိုင်းသူတို့ဝင်ရောင်းလို့မရဘူးဟောဒီ trend ရဲ့ momentum ယော့သွားတဲ့အထိသူတို့စောင့်ရတယ်โอเคဒါဆိုရင်ဘာဖြစ်လို့3,900အထိသူတို့စောင့်ပြီးမှရောင်းတယ်လေရှင်းရှင်းလေးပဲ momentum ကိုယော့စေတယ်ပျော့စေတဲ့အကြောင်းအရာရှင်းရှင်းလေးပဲကျွန်တော်တို့ဘယ်အရာမှမဆို buy low sell high เนาะဝယ်ပြီးရင်ရောင်းမှမြတ်တယ်เนาะဝယ်ပြီးရင်ရောင်းမှမြတ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဟောဒီမှာဝယ်ခဲ့တဲ့အဝယ်တွေရှိလိမ့်မယ်အကုန်လုံးဒီအမြတ်ပိုင်းတော့မယ်ဆိုတဲ့နေရာမှာဘယ်လိုနေရာမှာပိုင်းမလဲဆိုရင်ကျွန်တော်အမြဲတမ်းလို့ပြောတဲ့စကားတစ်ခွန်းရှိတယ်ဗျကျွန်တော်တို့အမြဲတမ်းနံပါတ်အသစ်တွေထွက်လာလေးရှိတယ်အဲ့ဒီ
အသစ်တွေကဘယ်တော့မှဆိုပထမတစ်ချိန်ဒုတိယချိန်လောက်မှမဖြစ်ဘူးဒါပေမဲ့အချိန်ကာလတစ်ခုမှဖြစ်သွားပြီဆိုရင်အဲ့ဒီနေရာမှာထွက်ကြတာများတယ် Bitcoin ဆိုရင်ကျွန်တော်တို့ Bitcoin 3သိန်းဆိုတဲ့အိမ်မက်ကရှိခဲ့တာကြာပြီဒါပေမဲ့မဖြစ်ခဲ့သေးဘူးဒီတစ်ချိန်မှဖြစ်ပြီအဲ့တော့အဲ့လိုမျိုး materialize ပေါ့နော်အရင်တုန်းကအော်ခဲ့တဲ့နော် dreams ဖြစ်ခဲ့တဲ့ကဏ္ဍတစ်ခုကကျွန်တော်တို့တကယ်ဖြစ်သွားပြီဆိုတဲ့အခါမှာအဲ့နေရာမှာအမြတ်ပိုင်းကြတယ်ဆိုလိုတဲ့တော့တသိန်းရောက်သွားပြီဆိုတသိန်းဆိုရင်ရန်တန်သွားပြီဆိုတဲ့အချိန်မှာ buy low sell high နဲ့ထွက်ကြတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီတသိန်း9000တန်းပေါ့နော်အဲ့ဒီတန်းကိုလည်းရောက်ကောနော်ဘာကြောင့်မလို့ဒီနေရာကြမှာတို့ပိတ်ရောင်းလဲဆိုတော့တသိန်းကိုကြော်တက်သွားပြီဆိုတဲ့အတွက်ကြောင့်မလို့တချို့က emotion နဲ့တသိန်းကြော်ပြီတသိန်းဝဲဖြစ်တော့မှာဆိုတဲ့ဟာမျိုးနဲ့ဝင်လာတယ်တကယ်တမ်းပြောရရင်တော့အဲ့ဒီအဝယ်ကိုဆွဲစားခြင်းလို့9000ကကြော်လာနော်အဲ့တော့တသိန်း9000လည်းရောက်ကောပထမဆုံးတစ်ချိန်စပြီးတော့ရောင်းလိုက်တယ်နော်ပထမဆုံးတစ်ချိန်စရောင်းလိုက်တယ် hori နေရာလေးဒီ initial resistance ဖြစ်လာတယ်ဒါပထမဆုံးဒါစပြီးတော့ selling pressure ဝင်လာပြီဆိုတဲ့သဘောပဲဒါပေမဲ့ကျွန်တော်တို့နော်အရင်တော့ support ဖြစ်ခဲ့တဲ့ hori 9200တန်းပေါ့ဗျာအဲ့ဒီနေရာရောက်တိုင်းမှာတွေ့လားပြန်ဝဲတယ်ဆိုလိုတဲ့သဘောကတောက်လျှောက်ကြီးဗျာ9400ဆိုတဲ့ဈေးနော်ကျွန်တော်တို့တက်လာခဲ့တဲ့ချိန်တုန်းကစဉ်းစားကြည့်လိုက်နော်9400ဆိုတဲ့ဟောဒီဈေးတန်းကြီးအဲ့ဒီ9400ဆိုတဲ့ဈေးတန်းကနေတက်လာတယ်နောက် Bitcoin ကတသိန်းကိုရောက်သွားပြီနော်အဲ့ဒီအတွက်ကြောင့်မလို့တသိန်း2500ဖြစ်မယ်တသိန်းခွဲဖြစ်မယ်ဆိုတဲ့ဈေးတန်းပေါ့နော်အဲ့ဒါတွေကလူတွေရဲ့စိတ်ထဲကိုအယမ်းဝင်နေတဲ့အခါမှာဟောဒီ trend နော်ကျွန်တော်တို့အခုဒီတက်လာတဲ့ trend ရဲ့ momentum နော်အဲ့ဒီ momentum မလျော့သေးဘူးနော်9200မှာတွေ့လားတောက်လျှောက်ဆက်ပြီးတော့ဝယ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ hori initial resistance ဖြစ်ခဲ့တဲ့နေရာကနေထပ်တက်လာတဲ့အခါမှာဒီနေရာမှာ strong resistance အနေနဲ့အဲ့ဒီကြားမှာထပ်ရောင်းတဲ့အခါမှာကျွန်တော်တို့ဒီတောက်လျှောက်ပေါ့နော်ကျွန်တော်အဲ့တုန်းကလည်းပြောခဲ့တယ်9200က hori 9000ခွဲစုံမှာသူကတစ်ချက်ရက်သွားတယ်9200ဒီကိုမသွားဘူးနော်အဲ့9200ချိုးမှလားမချိုးလားတကယ် better ဆိုင်လိုက်တာဘယ်လောက်မှဖြစ်သွားလဲဆိုတော့9000ခွဲမှာဖြစ်သွားတယ်နောက်9000ခွဲမှာဖြစ်သွားတယ်ရက်အားဖြင့်ဆိုရင်အဲ့ဒီကောင်ကအားလုံးပေါင်းရည်ကြည့်လိုက်ရင်ကျွန်တော်တို့22ရက်ကြာတယ်ဗျနော်အဲ့ဒီ support အဲ့ဒီကောင်က22ရက်ကြာတယ်အဲ့ဒါပြီးတော့မှ break down ကျိုးသွားတယ်ဆိုလိုတဲ့သဘောကကျွန်တော်အဲ့တုန်းကပြောခဲ့တယ်9000ခွဲမှာအလောက် better ဆိုင်ရင်အဲ့ဒီ9000ခွဲကျိုးတဲ့အရှိန်အရာ9200မှာထပ်ပြီးတော့ဝင်အလုံးမလုပ်တော့ဘူးဆိုလိုတဲ့သဘောကရှိသမျှတော့ buyer တွေအားလုံးကအဲ့ဒီမှာအားဖြည့်ပြီးတော့ဝယ်နေပြီနော် hori နေရာမှာ ranging ဖြစ်ပြီးတော့ဒီနေရာရောင်းတယ်သူတို့ကလည်းအောက်ကနေဝယ်တယ်အဲ့ဒီမှာ22ရက် better sign နဲ့အဲ့တော့9000ခွဲကျိုးပြီဆိုတဲ့အချိန်မှာ9200မှာထပ်အဝင် PC အဝင်မခံတော့ဘူးတခါတည်းချိုးချလိုက်တယ်ဝုန်းဆိုပြီးကျိုးတယ်တော်တော်လေးကျွန်တော်တို့အောက်ကိုရောက်သွားပြီးတဲ့အချိန်မှာပြန်တက်တာတော့ဒါက Donald Trump ရဲ့ကျွန်တော်တို့ tweet ပေါ့နော်အဲ့လို tweet လိုက်တဲ့အချိန်မှာ buyer တွေက hori 9200မှာရှုံးထားပြီမယ်9000ခွဲမှာရှုံးထားပြီမယ်သူတို့ဒီအောက်ကိုလည်းရောက်တော့တစ်ချက်ပြန်ဝယ်ပြီးတော့ပြန်တက်တယ်ဒါပေမဲ့မရဘူးကျွန်တော်တို့ဒီ9000ခွဲကို resistant အနေနဲ့နော်ပြန်နင်းပြီးတော့ hori support ပေါ့နော် every broken support tends to become a new resistance ဆိုတဲ့နေရာမှာဖြစ်ပြီးတော့အောက်ကိုပြုတ်ကျသွားတယ်နော်အောက်ကိုပြန်ကျလာခဲ့တယ်အဲ့ဒီကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါက hori နေရာမှာ top 1 hori နေရာမှာ top 2ဒီကောင်က neckline 9200က neckline ဆိုတော့ double top ဆိုတဲ့နော် psychology ကလည်းရှိတယ်နော်ကျွန်တော်တို့က market မှာ pattern တွေကိုသုံးနေဆိုတာအဲ့ဒီ crowd psychology ကဘာဖြစ်မလဲဆိုတဲ့ဟာကိုနော်ရှာတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က hori 39000နဲ့9200ရဲ့တစဆိုတဲ့အခါမှာ तू ကအောက်ကိုဘာဖြစ်သွားလဲဆိုတော့ပြုတ်ကျသွားတယ်အဲ့ဒီနေရာဒါကျွန်တော်တို့9000ခွဲပေါ့နော်အဲ့ဒီ 77k နဲ့ 75k အဲ့ဒီဇုံကို तू ရောက်သွားတယ်ဟုတ် तू ရောက်သွားတယ်အဲ့ဒီကနေမှကျွန်တော်တို့ဘာပြန်လုပ်လဲဆိုတော့ market ဒီပြန်တက်တယ်နော်ဟောဒီနေရာမှာကျွန်တော်တို့နော် strong support ဖြစ်ပြီးတော့ဒီကနေပြန်တက်တယ်အဲ့ဒီအခါမှာတောက်လျှောက်အလုံးလုံးလာခဲ့တဲ့ဟောဒီ trend line ကိုချိုးတယ်နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ကဘာလဲဆိုတော့ဒီနေရာမှာကြည့်လိုက်ရင်ကျွန်တော်တို့ဟောဒီ39000ဆိုတဲ့နေရာ9000ခွဲဆိုတဲ့နေရာအရင်တော့9200ဆိုတဲ့နေရာနော်သူ့နေရာကိုအစားထိုးတာ9000ခွဲပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်တို့ဟောဒီ9000ခွဲဇုံပေါ့အဲ့ဒီ3ခုကအလုပ်လုပ်တယ်နောက်တစ်ခုက price action သဘောတရားရဆိုဟောဒီ trend line ကအလုပ်လုပ်တယ်ပြန်တက်မယ်ဆိုရင်ကျွန်တော်ပြောခဲ့တယ်ဒီ trend line ကိုရအောင်ချိုးရလိမ့်မယ်ဆိုတော့ချိုးလိုက်တဲ့အချိန်မှာ bullish ကmomentum ပြန်ပြီးတော့ပါသွားတယ်
ပြန်တက်တယ်အဲ့ဒီအခါမှာအရင်တုန်းကလည်းပဲ support ဖြစ်ခဲ့တယ်တကယ်အရေးကြီးဆုံးက cross psychology ပေါ့နော်အားလုံးခေါင်းထဲမှာစိတ်ထဲမှာ9000ခွဲတည်ရှိနေတယ်အဲ့ဒီ9000ခွဲဆုံးကတွေ့လားချက်ချင်းချိုးလို့မရဘူးသူတို့ရက်အနှဲငယ်ကြာပြီးတော့မှချိုးတယ်ပြန်ပြီးတော့ retest ပြန်နင်းပြီးတော့မှ hori bullish momentum ရောက်လာတယ်ဘယ်ကိုသွားဖို့လဲဆိုတော့3,900နော်အဲ့တော့3,900ကဒီတစ်ချိန်မှာဘာဖြစ်ပြီလဲဆိုတော့ကျွန်တော်တို့ပထမဆုံးထိချက်တုန်းကဒါ initial resistance ဒုတိယတစ်ချိန်ထိတော့ strong ပေါ့နော်အခုဒီကောင်ဒီဒါဘာဖြစ်ပြီလဲဆိုတဲ့အခါကျတော့ key level resistance ကြီးဖြစ်လာခဲ့ပြီအဲ့တော့ဒီနေရာကိုရောက်ရင်ရောင်းမဲ့သူတွေအတွက်ကကျွန်တော်တို့လုံးဝဒီလို3,900လိုမျိုးเนาะ key level resistance တခုတော့သူတို့အလွတ်မထားဘူးရောင်းချင်ဒီနေရာရောင်းလိုက်မယ်ဆိုတာဒါကျွန်တော်တို့ကကြိုမျှော်လင့်ထားပြီးသားပေါ့เนาะအဲ့တော့ဒါဘာကိုကောက်လိုက်တာလဲဆိုတော့ကျွန်တော်တို့က order flow ကိုကောက်လိုက်တာအဲ့တော့ okay เนาะကျွန်တော်တို့ Hori ရဲ့ order flow ဒီ9,000 4,000ဆိုတဲ့ support ကြီးရှိခဲ့တယ်เนาะပြီးသွားတဲ့အခါမှာကျွန်တော်တို့เนาะ9200ဆိုတဲ့ Hori support တစ်ချက်ရှိတယ်3,900ဆိုတဲ့ resistance တိုင်းအခု key level ပေါ့နော်ဒီနေ့ bearish action အရာဆိုဒီကောင်ဒီ rejection ဝင်တယ် key level resistance ဖြစ်ခဲ့တယ်နောက်တစ်ခုက decision ကိုတကယ်ချခဲ့တဲ့နေရာတွေ Hori 9000ခွဲလို့ scar တွေပေါ့နော်အဲ့တော့ Hori 9000ခွဲဒီ support ဖြစ်ခဲ့တဲ့ resistance ဖြစ်ခဲ့တယ်အရန်ရေးပါခဲ့တာဒီမှာလည်းအလုပ်လုပ်ခဲ့တုံးပဲเนาะအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ overall ခြုံပြောလိုက်ရင်အဲ့ဒီ number တွေထွက်လာတယ်အဲ့ဒါဒီ order flow ဖြစ်ခဲ့တဲ့နေရာနောက်ပြီးတော့ where is the seller เนาะ where is the buyer เนาะဒါတွေကိုကျွန်တော်တို့ကအရင်ဆွဲထုတ်လိုက်တာဒါ၃ချက်ပဲရှိသေးတယ်เนาะokay အဲ့တော့ဒါ order analysis ကိုဘယ်လိုလုပ်တယ်လဲဆိုတာကိုလုပ်ပြလိုက်တာဒါပေမဲ့အဲ့ဒါဒီအရန်အရေးကြီးလုံးလားဆိုတော့မဟုတ်ဘူးဗျเนาะ okay အဲ့ဒါဆိုအဓိကအရေးကြီးဆုံးကဘာလဲဆိုတာကိုကျွန်တော်ပြောတော့မှာနော်အဲ့တော့ကျွန်တော်တို့ကခုနပြောသလိုပေါ့နော် analysis တွေကိုလုပ်ရတယ်မလုပ်လို့လည်းမရဒါပေမဲ့အဲ့ဒီလို analysis တွေလုပ်လိုက်တဲ့အခါမှာကျွန်တော်ခုနပြောသလို order flow ဆိုတာထွက်လာတယ် seller တွေဘယ်မှာရှိတယ်လဲဆိုတော့ resistance တွေတည်လာတယ် buyer တွေဘယ်မှာရှိတယ်လဲဆိုတော့ support တွေတည်လာတယ် okay ဒါဆိုရင်အဲ့ဒီ၃ချက်နဲ့ပြည့်စုံပြီလားလုံလောက်ပြီလားမဟုတ်ဘူးဗျ technical analysis အဲ့ဒီ၃ချက်ကိုရှာဖွေနေရခြင်းရဲ့အဓိကအကြောင်းရင်းပင်မအကြောင်းရင်းရှိအဲ့ဒါဘာလဲဆိုတော့ market ကကျွန်တော်တို့ကဘလို့ဝင်ကြည့်လိုက် support တွေရှိမယ် resistance တွေရှိမယ်เนาะအကုန်ရှိလိမ့်မယ် seller တွေရှိမယ် buyer တွေရှိမယ်အဲ့ဒါကို market nature ပဲအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဟုတ်ပြီအခုခုနပြောသလိုပဲ order flow တွေလည်းတည်သွားပြီ support resistance တွေကဘယ်နေရာတွေဖြစ်မယ်ဆိုတော့ crowd psychology အရ strong ဖြစ်တဲ့ number တွေလည်းတည်သွားပြီနော်အဲ့တော့ကျွန်တော်တို့ကဘလို့လူတွေနဲ့တော့တစ်ချက်ကွာခြားသွားပြီလေဆိုတော့တချို့က support resistance တွေကဆွဲဆိုရင်ဆွဲချလိုက်တယ်ဟာဘယ်နေရာ support technically ပေါ့ဗျာလုံးဝ objective sensor ဆွဲဆိုကုန်ဆွဲလိုက်နံပါတ်တွေထွက်လာဒါပေမဲ့ market ရဲ့ crowd psychology ကဘယ်နံပါတ်တွေမှာအလုပ်လုပ်ပြီးတော့ဘယ်နေရာတွေကအရေးကြီးတာလဲဆိုတော့ကျွန်တော်ပြောသလို feel the market အဲ့ဒါကိုကျွန်တော်ကအမြဲတမ်း projects မှာ feel the market လို့အမြဲတမ်းခေါ်တယ်အမြဲတမ်းပြောတယ်ပေါ့နော် market ကို feel မလုပ်နိုင်ရင်ကျွန်တော်တို့ဒီခုနကပြောသလိုအရေးကြီးတဲ့ number တွေထွက်မလာအောင်အဲ့တော့အဲ့ဒီ feel the market မလုပ်တိုင်းဘာဖြစ်နေမလဲဆိုတော့သူ့အတွက် resistance တွေအကုန်လုံးကလည်းအတူတူပဲ support တွေအကုန်လုံးကလည်းအတူတူပဲအဲ့ဒီအတွက်ကြောင့်မလို့ market ဒီ order flow ဘလို့အလုပ်လုပ်နေတယ်လဲဆိုတော့ तू ကမဖော်ထုတ်နိုင်ဘူးတာမန်ပေါ့နော်ကျွန်တော်တို့ support resistance တွေမှန်ကန်ဆွဲတတ်နေတဲ့အဆင့်ပဲရှိတယ်အဲ့ဒီအဆင့်ဒီဒါအပွင့်လင်းဆုံးပြောရရင် technical analysis လောက်တတ်တာမဟုတ်တော့ဘူးနော်လောက်တတ်တာမဟုတ်သေးဘူးဖြစ်နေတယ်အဲ့တော့တကယ် technical analysis ကိုလုပ်တယ်ဆိုတာကျွန်တော်ခုနကပြောသလို support ဆိုတာဘယ်လိုဆွဲရတယ် resistance ဆိုတာဘယ်လိုဆွဲရတယ်breakout ဆိုတာဘယ်လိုမျိုးတွေလဲ rejection တွေကဘယ်လိုဝင်တယ်လဲ momentum ရလာပြီလားမရဘူးလား trend ကဘယ်လိုသွားနေလဲစသည်ဖြင့်ပေါ့နော်သူ့ရဲ့အလုံးလုံးခဲ့တဲ့ order flow ကိုကျွန်တော်တို့ကဆွဲထုတ်လိုက်ပြီးတော့မှကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ order flow ကိုဆွဲထုတ်မယ်အဲ့ဒီ order flow ကိုဆွဲထုတ်ပြီးသွားပြီဆိုတဲ့အခါမှာကျွန်တော်တို့က buyer တွေ seller တွေနဲ့အဲ့ဒီ support resistant နေရာတွေကိုကျွန်တော်တို့ကဘာလုပ်တာလဲဆိုတော့တေးသေးချာချာfeel the market လုံနိုင်ရတယ်အဲ့ဒီလိုတေးသေးချာချာကျွန်တော်တို့ feel the market လုံလိုက်နိုင်ပြီဆိုတဲ့အချိန်မှာခုနကကျွန်တော်ပြောတဲ့တဆင့်ကိုထပ်တက်လို့ရမှာအဲ့ဒီမှာကျွန်တော်တို့ဘာကွာခြားသွားလဲဆိုတဲ့အခါမှာဒီ buyer seller ပေါ့နော် support resistance တွေကနေပြီးတော့ကျွန်တော်တို့ဒီကောင်ကိုဆွဲထုတ်လိုက်ပြီဆိုတဲ့အချိန်မှာတချို့ကဘာမလုပ်တတ်ဘူးလဲဆိုတဲ့အခါကျတော့ okay အဲ့ဒီ support တွေကိုကိုကဘယ်လိုသုံးမှာလဲ resistance တွေကိုဘယ်လိုသုံးမှာလဲပြီးတော့လောလောဆယ်မှာ upper hand အသာစီးရနေတာ
နော်ကျွန်တော်တို့ဒါဘလို့ပဲဖြစ်နေနေ support resistance နှစ်ခုတော့အတူတူရှိတယ်ဆိုပေမဲ့လက်ရှိ trend နဲ့ momentum ကဘယ်သူဘက်မှာလဲဆိုတဲ့ဟာကိုယူတဲ့အချိန်မှာကြတော့တချို့ကအဲ့ဒီ decision making ပေါ့နော်သူတို့ဆုံးဖြတ်ချက်ကိုမလုပ်နိုင်အဓိကပြဿနာအဲ့တော့ဆိုလိုချင်တဲ့သဘောကကျွန်တော်တို့ကခုနကပြောသလိုပေါ့နော် where is the aura flow ကြီးတယ် resistance တွေကြီးတယ် support တွေကြီးတယ် okay နော်အဲ့ဒါတွေအကုန်ဝင်ကြည့်ပြီးသွားပြီဆိုတဲ့အချိန်မှာ feel the market လောက်လိုက်တော့ခုနကလိုပဲကျွန်တော်ရေးကြီးတဲ့တကက်နော် zone တွေကိုတိပြီးပဲထားအဲ့ဒီမှာနောက်ထပ်အရေးကြီးဆုံးတစ်ချက်ကကိုယ့်ရဲ့ plan နော်ဘာလဲ market ရဲ့ momentum ကဘာလဲဆိုတာအဲ့ဒီနှစ်ချက်ကတကယ်တမ်းအသက်ပဲနော်ဘာဖြစ်လို့လဲဆိုတော့ support and resistance နေနဲ့ order flow က support and resistance နေအတိုင်း order flow အတိုင်းထားရင်သူဒီ just technical ပဲဘာမှဖြစ်မလာဘူးအဲ့ဒီအတွက်ကြောင့်မလို့ analysis လုပ်တယ်ဆိုတာမှာအရေးကြီးဆုံးက number 1ကကျွန်တော်တို့ဘာလဲဆိုတော့ okay ဒါဆိုကျွန်တော်တို့ analysis ကြီးတစ်ခုလုံးကိုလုပ်လိုက်တဲ့အခါမှာအဲ့ဒီလုပ်လိုက်တဲ့ analysis မှာပေါ့နော်ကျွန်တော်တို့ဒါကလက်ရှိမှာ trend ကိုဥဆောင်နေတဲ့ momentum နော်ကျွန်တော်တို့ momentum ကဘာလဲနောက်တစ်ခုက number 2ကကျွန်တော်တို့ဘာလဲဆိုတော့ကိုယ့်ရဲ့နော် trading style ပဲပြော trading plan ပဲပြောနော်ကျွန်တော်တို့ဒီအသုံးပြုမဲ့သူရဲ့နော်ကိုယ့်ရဲ့ဘာလဲဆိုတဲ့အခါကျတော့ trading plan ကဘာလဲအဲ့တော့ကျွန်တော်တို့က momentum ကဘာလဲကိုယ့်ရဲ့ trading plan ဘာလဲအဲ့ဒါအဓိကရှိဖို့လိုတာเนาะကျွန်တော်တို့တကယ် professional trader တိုင်း trader တိုင်းကဘယ်တော့အခါမဆိုပေါ့နော်ဟာကျွန်တော်တို့ market ကတော့ဒီလိုဖြစ်နေတယ်ကျွန်တော်တို့ဒါ bearish ဖြစ်တော့မယ်လို့တယောက်ကထင်ကောင်းထင်မယ်အဲ့လိုပဲနောက်တစ်ယောက်ကလည်းဒါ bullish ကတားတယ်လို့ထင်ရင်လည်းထင်မယ်နော်အဲ့တော့ market ကိုသူ့ကြီးအတိုင်းတွားကြည့်ရင်ကျွန်တော်တို့ကနော် support တွေတွေ့ရမယ် resistance တွေတွေ့ရမယ်အဲ့ဒီမှာကို bias လို့ခေါ်တဲ့အစွဲနဲ့ကိုပြောရင် bullish side ကိုလည်းမြင်ရနိုင်တယ်လို့ bearish side တွေလည်းမြင်ရမယ်အမျိုးစုံတွေ့ရလိမ့်မယ်အဲ့ဒီလောက်နဲ့ဂိတ်ဆုံးသွားရင်ကျွန်တော်တို့ trader life ကပြီးသွားပြီအဲ့တော့ဒါဆိုရင်တကယ်အရေးကြီးတာပါလေအဲ့ဒီကနေပြီးတော့ကျွန်တော်တို့က trend ရဲ့ momentum အရှိန်အဟုန်ကဘယ်ဘက်ကတာနေတာလဲเนาะ trend က hori trend ကိုဖြစ်စေတဲ့ momentum ဘာလဲနောက်တစ်ခုကကိုယ့်ရဲ့ trading plan ပေါ့เนาะကျွန်တော်တို့ဒီကောင်ကိုရောင်းမှာလားဝယ်မှာလားဆိုတဲ့ decision making process ကိုလုပ်တဲ့ကိုယ့်ရဲ့ trading plan အရေးကြီးတာဘာဖြစ်လို့လဲသိလားအဲ့ဒီ trading plan မရှိထားရင်ကျွန်တော်တို့က resistance မြင်ရောင်းမယ် support မြင်ဝယ်မယ်ဆို no မဟုတ်ဘူးအဲ့ဒီကြာရင်ဘာဖြစ်လာမလဲဆိုကျွန်တော်တို့ကြာလာလီရှုပ်ထွေးလာလီပဲအဲ့တော့အဓိကပြောရရင်တော့ကျွန်တော်တို့က technical analysis တွေလုပ်တယ်သူ့စီကနေကျွန်တော်တို့ဆွဲထုတ်တယ်ဟုတ်ပြီပြီးသွားရင်အရေးကြီးဆုံးတစ်ချက်ကအရှင်းဆုံးပဲကိုဘာလုပ်ပါလဲတဲ့ပြောရင်များတခွန်းနဲ့ပြောနောက်ခုနကပြောသလိုကျွန်တော်တို့ဒါ trend ရဲ့ momentum ဘာလဲလို့နော်ကိုယ့်ရဲ့ trading plan ကဘာလဲလို့နော်နှစ်ခုမပြောနဲ့တစ်ခုပဲပြောဆိုရင်ကျွန်တော်ရှင်းလေးပဲအဲ့ဒါဘာလဲဆိုကိုဘာလုပ်မှာလဲနော်အဲ့ဒီကိုဘာလုပ်မှာလဲဆိုတဲ့အဆင့်မှာတချို့ကဘယ်တိုင်းသွားတာလဲဆိုတော့ resistance မှာကြာတာမြင်သူကလုံးဝကိုသူတို့ဒီ bearish ရောင်းဆိုတဲ့ဟာမျိုးလာတယ် support တွေမှာနော်ဝယ်နေတာမြင်ဝယ်ဆိုတာမျိုးကိုသွားတယ်နောက်တစ်ခုကကိုယ့်ရဲ့ bias ပေါ့နော်bias နဲ့သူကအစွဲနဲ့သူကတွားတယ်ဆိုလိုတဲ့တော့သူ့စိတ်ထဲမှာစက်ကြအောင်မယ်ထင်ရင်သူကအကြဘက်ကိုတွားတယ်နော်သူရောင်းထားတယ်ဆိုရင်အကြဘက်ကိုတွားတာလည်းရှိတယ်တချို့ကနော် store လောက်ဖြုတ်ပြီးတော့တချို့ကကြတော့ကိုဝယ်ခြင်းနေရင်အဝယ်ဘက်ကိုတွားတယ်နော်ကိုဝယ်ထားရင်အတက်ဘက်ကိုမြင်တယ်အဲ့ဒါကို bias လို့ခေါ်တယ်မဟုတ်ဘူးဗျအဲ့ဒီလိုလုံးဝမဟုတ်ဘူးကျွန်တော်တို့က order flow ကိုဆွဲထုတ်တယ် seller ကဘယ်နေရာလဲ buyer ကဘယ်နေရာလဲသိပြီဆိုရင်ကျွန်တော်တို့လုပ်တဲ့အလုပ်ကတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုဘာလုပ်မှလဲဆိုတဲ့ဟာအဲ့ဒါအရေးကြီးဆုံးပဲနော်ကိုဘာလုပ်မှလဲဆိုတဲ့ဟာအရေးအကြီးဆုံးပဲအဲ့ဒီအဆင့်ကတအားအရေးကြီးတယ်โอเคဒါဆိုရင်ကျွန်တော်တို့တစ်ချက်ပေါ့နော်လောလောဆယ်သူ့ကိုကျွန်တော် W1 ကိုခဏပြောင်းလိုက်ပြီအဲ့တော့ Bitcoin မှာကျွန်တော်တို့တစ်ချက်ပေါ့နော်လောလောဆယ်မှာသူတို့တကယ်ထိန်းသိမ်းရမယ့်နေရာတစ်ခုတော့ရှိတယ်အဲ့ဒါကျွန်တော်ပြောခဲ့ဘူးသလိုပဲပေါ့နော်ဟောဒီ9000ဝဲစုံကအရင်တော့ resistant ဖြစ်ခဲ့တယ်နော်ဟောနေရာဒီ resistant ဖြစ်ခဲ့တယ်အဲ့တော့ every broken now resistant tends to become a new support ဆိုတဲ့အချိန်မှာတွေ့လားဟောဒီကောင်က support ဖြစ်သွားတယ်အဲ့တော့ resistant become support အဲ့ဒီအတွက်ကြောင့်မလို့9000ဝဲစုံသည်တကယ်
resist support တစ်ခုကောင်းကောင်းဖြစ်လာခဲ့တယ်ဟောဒီ3,900ကိုကျွန်တော်ဒီကောင်နဲ့သူတွားနေတယ်เนาะဒါက W1 မှာရခဲ့တယ်ဟာအဲ့ဒီအတွက်ကြောင့်မလို့ဟောဒီ9,000ခွဲပြန်မကြိုးသေးသမျှတော့ကျွန်တော်တို့ buyer ဒီသူအလုတ်လုံးလေเนาะအလုတ်လုံးနေလိမ့်အောင်မယ်ဆိုတာကိုကျွန်တော်တို့သိရမယ်ပေါ့เนาะ okay ဒါဆိုရင်ကျွန်တော်တို့ကတစ်ချက်ပေါ့เนาะကိုဘာလုံးမှလဲဆိုရင်အပိုင်းကျွန်တော်တို့တစ်ချက်ပြောအောင်အဲ့တော့ဒါရှင်းရှင်းလေးပဲဗျ9,400ကနေဝယ်ခဲ့တဲ့ buyer ကဒီ2024မှာသူတို့ရဲ့ support ပေါ့နော်ဒီ buyer ရဲ့ support က9,400ဖြစ်ခဲ့တယ်2024 support ပေါ့နော်အခု2025အနေနဲ့ support ကဟောဒီ9,000ခွဲပေါ့ဗျာခက်ကြမ်းကြမ်းပြောရင်တော့9,000ခွဲစုံဖြစ်သွားပြီဒီမှာတစ်ချိန်ဝယ်တယ်ဒီမှာတစ်ချိန်ဝယ်တယ်အဲ့တော့9,000ခွဲစုံဆိုတဲ့အခါမှာကျွန်တော်တို့ long term ပေါ့နော် look at the big picture overall ခြုံကြည့်လိုက်2024မှာ average အားဖြင့်ပေါ့နော်9,400နဲ့ဝယ်ခဲ့တဲ့ Bitcoin price ကဒီနှစ်မှာ9,000ခွဲနဲ့ဝယ်တယ်ဆိုတဲ့ support ကဘာဖြစ်လာလဲဆိုတော့တက်လာတယ်နော်အဲ့တော့ average buying price ကဒါရှင်းရှင်းလေးပဲကျွန်တော် technically ကြည့်လိုက်တန်းသိတယ်ဒီကောင်ဒီတက်လာတယ်အဲ့တော့ဟောဒီ9,000ခွဲကနေတက်လာတဲ့ price ကเนาะဒီနေရာ2025ရဲ့တကယ် base ဒီဘယ်ကိုတဲလာလဲဆိုတော့ဟောဒီ9,000ခွဲကိုတဲလာတယ် okay ဒါဆိုရင်เนาะအဲ့ဒီ9,000ခွဲဒီ W1 မှာကျွန်တော်ခုနကပြောသလိုတကယ်သူ့ရဲ့ new support ကြီးတစ်ခုလဲ W1 support ကြီးလဲဖြစ်နေတယ် okay အဲ့ဒါဆိုရင်အဲ့ဒီ9,000ခွဲကနေစနေတယ်ဆိုတော့2025မှာ buyer ရဲ့ base ကအဲ့9,000ခွဲ seller တွေကတော့ရှင်းတယ်เนาะကျွန်တော်တို့ဒီ2024က9,400တက်လာတဲ့က3,900မှာသူတို့ထိုင်နေတယ်အဲ့ဒီအတွက်ကြောင့်မလို့3,900တန်းကအလကားတော့လှုပ်ပေးမှာမဟုတ်ဘူးသူတို့အတွက်တကယ်ကိုเนาะရောင်းကျင်နေဆိုရင်အဲ့နေရာတကယ်ကို last gate ပဲเนาะအဲ့တော့ဒီနေရာမှာ scar ရှိတဲ့အတွက်ကြောင့်မလို့ initial strong key ဆိုတဲ့အတွက်ကြောင့်မလို့ဒီနာအလုပ်လုပ်မယ်ဆိုတာကျွန်တော်တို့ကမျှော်လင့်ထားပြီးသားเนาะဒါက overall market ရဲ့ overflow เนาะ order flow ကိုကျွန်တော်ပြန်ပြောတာ okay ဒါဆိုရင်အဲ့ဒီ9,000ခွဲကနေပြန်ရှိန်ရလာတဲ့အတွက်ကြောင့်အခုလက်ရှိ current trend ကရှင်းရှင်းလေးပဲဗျကျွန်တော်တို့ trend ကို overall trend ကိုကြည့်တော့မယ်เนาะဟောဒီကောင်ကြီးကဒါ major trend เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဆင်းခဲ့တဲ့အဆင့်9,000ခွဲကိုဆင်းခဲ့တဲ့အဆင့်เนาะအဲ့ဒီအဆင့်ကဘာလဲဆိုတော့လောလောဆယ်အရာဒါ retrace เนาะအဲ့တော့ဒီကောင်ကကျွန်တော်တို့ဒါ major trend ဖြစ်ခဲ့တယ်ဟောဒီက retrace အခုဒါဆိုရင်ဒီတက်လာတဲ့ကောင်က major trend ကိုပြန်တက်ဖို့စကြိုးစားတာအဲ့တော့ပြောမယ်ဆိုရင်เนาะကျွန်တော်တို့ဒီ major trend ဆိုတဲ့ကောင်ကကျွန်တော်တို့ impulse လို့ခေါ်တယ် impulse retrace အဲ့ဒါဆိုဒီကောင်ကဘာဖြစ်မလဲ impulse เนาะအဲ့တော့အသာစီးရမယ့် trend ပေါ့เนาะလောလောဆယ်အသာစီးရနေတဲ့ trend ကဟောဒီကောင်က impulse ပြန်ဖြစ်သွားတယ် okay အဲ့တော့ကျွန်တော်တို့ကခုနကပြောခဲ့သလို trend တစ်ခုရဲ့ momentum เนาะ okay အဲ့ဒီ momentum ကဖြစ်နေတယ်ဆိုတဲ့အချိန်မှာเนาะသူ့တစ်လျှောက်လုံးမှာကျွန်တော်ပြောခဲ့သလိုပဲအလုံးလုံးမဲ့ကောင်ဟောဒီ 8,000 လို့စုံနေရှိတယ် 9,000 ခွဲလို့စုံနေရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့တကယ်တမ်းလောလောဆယ်မှာ3,900တန်းကနေပြီးတော့เนาะအဲ့ဒီ momentum ရနေတဲ့ trend ကပေါ့เนาะတကယ်လို့3,900မှာကျွန်တော်တို့အရန်အားများရင်လက်ရှိနောက်ဆုံး ဟောဒီနေရာလေးပေါ့ဗျာဟောဒီ level လေး support လေးကိုတို့လက်လွတ်ပြီးတော့နောက်ဆုတ်ကျင်ဆုတ်လာမယ်တေးကြတာတစ်ချက်ကတော့အရင်ကလည်းအလုံးလုံးခဲ့ဘူးတဲ့9,000ခွဲဆိုရင်အဲ့ဒီ market scale အတိုင်းပဲကျွန်တော်တို့ market ဒီဘယ်အချိန်မှာအလုံးလုံးဖို့ရန် chance အရန်များလဲဆိုတော့သူ့ရဲ့နော်9,000ခွဲမှာတို့ပြန်အလုံးလုံးလိုက်9,000ခွဲရှုံးခဲ့တယ်ဆိုရင်ကျွန်တော်ဟောဒီ 8,800 ကကတ်ရက်နဲ့အလုံးလုံးနိုင်မှာမဟုတ်ဘူးနောက်ဆုံးတို့ဘယ်လောက်ထိပြန်စုတ်သွားနိုင်လဲဆိုတော့9,000ခွဲကိုစုတ်သွားနိုင်တယ်ဒါကဖြစ်နိုင်ခြေရှိတဲ့ think in terms of probability နော် okay ဒါဆိုရင်ကျွန်တော်တို့အတွက်အရေးကြီးဆုံးကခုနကပြောသလို trend ရဲ့ momentum ကိုသိရမယ်လက်ရှိ trend ဒီအဲ့ဒါ impulse retrace မဟုတ်ဘူး impulse trend နော် impulse trend အဲ့တော့ဒီ trend ကိုဖြစ်စေတယ်ပေါ့နော်ဒီ momentum ကိုဖြစ်စေတယ်အဲ့ဒီ impulse မှာကျွန်တော်တို့အခုဒီနေရာဟောဒီ support လေးဒီလဲအသင့်အတင့်အလုပ်လုပ်လိမ့်မယ်ဒါပေမဲ့သေချာတာအရင်အကြီးကျယ်အလုပ်လုပ်ခဲ့တဲ့9,000ခွဲပြန်အလုပ်လုပ်လိမ့်အဲ့တော့9,000ခွဲဒီဒါ support ပေါ့နော်buyer အတွက်တကယ်ဝယ်ဖို့ရန် crowd psychology ရာဖြစ်နိုင်ခြေအများဆုံးနေရာဆိုတာကိုကျွန်တော်တို့တစ်ချက်သိရမယ်เนาะ okay what if เนาะတကယ်လို့များအဲ့နေရာမှာရှုံးနေပါဖြစ်9,000ခွဲကြားမှာတို့ပြန်တိုက်လို့ရလိမ့်မယ်ကြားမှာတိုးစီပဲဝင်မယ်အဲ့တော့ရှင်းရှင်းလေးပဲ salary ဘက်က3,900 ယူရီဆိုရင် buyer တွေကဒီနေရာမှာတော့တို့ရတဲ့လောက်တောင်းခံလိမ့်မယ် result ကတော့ဒီနေ့ထွက်လိမ့်မယ်
နော်ဒါပေမဲ့အဲ့နေရာကျိုးခဲ့ရင်လေဟာဒါဆိုရင် bearish ပြန်ဖြစ်ပြီလား no တကယ် battle က9000ခွဲမှာစိုက်ပါ okay အဲ့တော့ဒါတွေက technical ကိုပြောနေတာပဲရှိသေးတယ်အဲ့တော့နော်ဒီချိန်မှာအရေးကြီးဆုံးကဘာလဲဆိုတော့ကိုဘာလုံးမှာလဲအဲ့ဒါအရေးကြီးတာဗျသိလားကိုဘာလုံးမှာလဲဆိုရင်နေရာရောက်ရင်လူတွေကဘာလုံးကြလဲဆိုတော့စိတ်ထဲမှာထင်တာကိုလုပ်တယ်နောက်အစွဲရှိနေတဲ့ bias အတိုင်းလုပ်တယ်မဟုတ်ဘူးကျွန်တော်တို့ကကိုဘာလုံးမှာလဲဆိုရင်နေရာမှာနော်အရေးအကြီးဆုံးကဘာလုံးရတာလဲဆိုတဲ့အခါမှာကျွန်တော်တို့ကသူ့ရဲ့အဲ့ဒီကောက်ထားတဲ့ order flow အရာ market ဆိုတာ buyer လည်းရှိမယ် seller လည်းရှိမယ်ဒါပေမဲ့နော်အဲ့ဒီ buyer လည်းရှိတယ် seller လည်းရှိတယ် market မှာကျွန်တော်တို့က buy လိုက် win sell လိုက်နော်အဲ့အစွဲတိုင်းလုပ်လို့မရဘူးအဲ့တော့ lateral hori order flow ကြီးတစ်ခုလုံးနဲ့ကျွန်တော်ဒီလောက်ရှည်လဲလဲနော် support resistance တွေကိုကောက်လိုက်တဲ့ရည်ရွယ်ချက်ကရှင်းရှင်းလေးပဲနော် impasse က momentum ပိုများတယ်နော် trend ဒီအားပိုကြီးတယ်နော် retrace နဲ့ impulse ဆိုရင် impulse ကပိုအားကြီးတယ် momentum ပိုများတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီနှစ်ခုမှာတစ်ဖက်ကိုရွေးဆိုရင်တော့လောလောဆယ်ဒီ market က impulse ကလောလောဆယ်အချိန်ဒီ still bullish ဟုတ်ပြီနော် still bullish အဲ့တော့ကျွန်တော်တို့ရောင်းရမယ့်အချိန်တော့ရောင်းခဲ့တယ်အမြတ်ဒီ trend ပေါ်မှာ retrace trend ပေါ်မှာလည်းယူခဲ့ပြီးသွားပြီအဲ့တော့ဒီတစ်ချိန်မှာကကျွန်တော်ခုနကပြောသလိုเนาะနှစ်ဖက်မှာတော့ဘယ်သူက probability ပိုများလဲဘယ် site ကိုရွေးတယ်လဲဆိုတာကြတော့တယောက်ချင်းစီရဲ့ပုံမှာမူတည်သွားပြီเนาะအဲ့ဒီအခါမှာကျွန်တော်တို့မှာ trading plan ရှိရတယ်ကိုကဘယ်လိုမျိုး trade လုပ်မှာလဲအဲ့တော့ကျွန်တော်ဆိုရှင်းရှင်းလေးပဲအဲ့ဒီလိုကြည့်လိုက်တဲ့အခါမှာ horizontal impulse retrace horizontal impulse ဆိုတဲ့အခါမှာเนาะ momentum ရနေတဲ့လက်ရှိ trend လက်ရှိ current trend ဒီ momentum ရနေတဲ့ trend ဖြစ်တဲ့အချိန်သူက impulse ဖြစ်တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့နှစ်ခုလုံးကတော့ကြိုက်တာလုပ်လို့ရတယ်ကျွန်တော်တို့ရောင်းလို့လည်းရတယ်ဝယ်လို့လည်းရတယ်ကြိုက်တာလုပ်လို့ရတယ်နော်ဒါပေမဲ့ကိုယ့်ရဲ့ trading plan ကိုယ့်ရဲ့ trading system ဆိုတဲ့အခါမှာကျွန်တော်အမြဲတမ်းပြောခဲ့တယ်လို့ပဲ follow the trend နော် trend is your best friend ဒီလိုစကားတွေရှိအဲ့ဒါတွေကအလကားမဟုတ်ဘူးဒီအချိန်မှာအသုံးပြုဖို့ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီနေရာမှာ bearish ဖြစ်ခဲ့ရင်တောင်မှကျွန်တော်ရဲ့နော်ဒီ trading plan အတိုင်း9000ခွဲမှာဝယ်ဖို့ဒီဒါ chance တစ်ခုပဲเนาะအဲ့ဒီအတွက်ကြောင့်မလို့ဒီ site မှာဒီနေရာကနေပြီးတော့ကျွန်တော်ကเนาะ9000ခွဲဟာ hori မှာအလုပ်လုပ်ခဲ့တယ်ဒီကောင်ပြန်အလုပ်လုပ်လာမယ်ဆိုအဲ့ဒီ zone မှာ rejection နဲ့ပေါင်းပြီးတော့တစ်ချက် buy လုပ်ဖို့ရန်ရွေးချယ်တယ်เนาะအဲ့ဒီလိုရွေးချယ်တဲ့အခါမှာရှုံးနေရှုံးနိုင်တယ်နိုင်ကျိန်းနေနိုင်မယ်လို့ပြောတာမဟုတ်ဘူး think in terms of probability ကကျွန်တော်ရှုံးတာရှိမယ်နိုင်တာရှိမယ်ဒါပေမဲ့ခုနကပြောသလိုပေါ့နော်နှစ်ဖက်မှာကျွန်တော်တို့ကနှစ်ဖက်လုံးကိုမျှပြီးတော့ trade လုပ်လို့မရဘူးကိုယ်စိတ်အစွဲကိုယ်စိတ်အထင်နဲ့လည်းကျွန်တော်တို့ကလုပ်လို့မရဘူးအဲ့တော့ဘလို့အခြေအနေတွေရောက်တိုင်းမှာဘလို့အလုပ်လုပ်မှလဲဆိုတဲ့ဟာကအရေးကြီးဆုံးဗျသိလား analysis လုပ်တာရဲ့ရည်ရွယ်ချက်ကအဲ့ဒါအဲ့တော့ဟာအခုဒါဒီ3,900ဆိုတော့ market က bearish ဖြစ်မှာပဲလို့ယူခြင်းရောမရဘူးလားရတာပဲ9,000ခွဲကနေတက်လာလေဒါ bullish ဖြစ်မှာပဲလို့ယူရောမရဘူးလားရတယ်ဟာဒီနေရာ resistance လေးရောင်း no မဟုတ်ဘူးကျွန်တော်တို့က resistance နဲ့ support တွေအမြဲရှိနေမှာနော်အမြဲရှိနေမှာအဲ့ဒါကိုမှန်မှန်ကန်ကန်သတ်မှတ်နိုင်မှုလိုတယ်ပြီးရင်အရေးကြီးဆုံးကိုဘာလုပ်မှာလဲအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကနော်ဥပမာ Bitcoin market Solana market ကဟာ bullish ဖြစ်တော့မှာလားဟာမဟုတ်ဘူးလေ bearish ဖြစ်အဲ့ဒါတွေကညင်းနေလို့အပိုပဲအတိတ်ပဲလည်းမရှိဘူးအကျိုးလည်းမရှိဘူးအရေးအကြီးဆုံးက technical analysis တွေကိုပေါ့နော်ကျွန်တော်အခုဆို project မှာအမြဲတမ်းလို့ပြောတယ်ဒီ post ပဲကျွန်တော် public နဲ့တင်လိုက်တာပေါ့နော်ပြီးတော့ကျွန်တော် loyalty learners တွေကိုကျွန်တော် project X ကကျွန်တော်လုပ်တဲ့ analysis တွေပေးပြီးတော့ကျွန်တော် sharing လုပ်တယ် okay အဓိကရည်ရွယ်ချက်ကနော်ဘာလဲဆိုတော့အဲ့ဒီမှာ trader တယောက်ကကိုယ့်ရဲ့ trading plan ရှိထားတယ်ဆိုရင်ငါဘာလုပ်မှာလဲဆိုရယ်ကိုယ့်ရဲ့ risk and responsibility အတိုင်းရေးဆွဲထားတဲ့ trading system trading plan အတိုင်းကျွန်တော်တို့ကအလုပ်လုပ်ကြရတာเนาะအဲ့ဒီအတွက်ကြောင့်မလို့ analysis တွေကအသုံးမပြုတိုင်း analysis အတိုင်းပဲရှိမှာနော်အဲ့တော့ကျွန်တော်ဒီနေရာမှာအဓိကအားဖြင့်ဘာပြောချင်တာလဲဆိုတော့ခုနက aura flow တွေအကုန်ကိုပြောတယ် feel the market လုပ်တယ်အဲ့ဒါပြီးသွားရင်တော့အရေးကြီးဆုံးတစ်ချက်ကဘာလဲဆိုတော့ကိုဘာလုပ်မှာလဲဆိုရင်ကိုယ့်ရဲ့ action plan ကအရေးအကြီးဆုံးပဲအဲ့ဒါဒီတစ်မျိုးတစ်ခါဖြစ်လို့မရဘူးဟိုနော် random ဖြစ်နေလို့မရဘူး okay ဒါဆိုရင်အကိုကြီးဒီ9000ဝန်းမှာဝင်တယ်နော်ဒါဆိုရင်နောက်ထပ်တစ်သက်တာလုံးပေါ့နော်ကျွန်တော် trader live တစ်လျှောက်လုံးမှာဒီလိုမျိုး impulse retrace မှာအဲ့ဒီ impulse ကနေတက်လာတယ်နော် trend မှာ support တစ်ခုရောက်တယ်ဆိုတိုင်းမှာကျွန်တော်ကဘာလုပ်အောင်မှာလဲဝယ်အောင်မှာအဲ့ဒါဒီတစ်ချိန်စာမဟုတ်ဘူးရှုံးရင်လည်းရှုံးမယ်ဒီတစ်ချိန်ကနိုင်ရင်လည်းနိုင်မယ်
ဒီလို market နောက်ချိန်ထပ်လာမယ်ဒီလို market နောက်ချိန်ထပ်လာမယ် market တွေကနော်ပုံစံ repeated again ထပ်ခါအမြဲတမ်းတစ်သက်လုံးလာတာအဲ့တော့ကျွန်တော်တို့ကတစ်ချိန်တစ်ခါအတွက်ကိုနော်ဒီ market ကြီးဘာဖြစ်သွားမှာလဲလို့ဘယ်တော့မှထိုင်မကြည့်ဘူးနော်နောက်အနာဂတ်ကိုကျွန်တော်တို့မသိဘူးအဲ့တော့ focus ကိုပြစ်စုံပန်မှာကိုဘာလုံးမှာလဲဆိုတာကအရေးကြီးဆုံးပဲအဲ့ဒီဟာကနော်အဲ့တော့9000ခွဲရောက်ရင်ကျွန်တော်ဝင်မယ်နော်ဒါမှမဟုတ်ဒီနေရာမှာ rejection နော်တေချာပြခဲ့ရင်လည်းကျွန်တော်ဝင်ပါပဲနော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအဓိကကဘာလဲဆိုတော့ကိုဘယ်ဘက်မှာရက်တည်မလဲပေါ့နော်အဲ့ဒီဟာကဒီမှာရှုံးသွားရင်လည်းရှုံးသွားမယ်ကျွန်တော်ဒီရောက်ရင်ဝင်မယ်နော်အဲ့ဒါကဒီ analysis တခုတည်းအတွက်မဟုတ်ဘူးနောက်ဒီလိုပဲ impulse retrace impulse ဆိုရယ် flow ပေါ်မှာတက်လာတိုင်းမှာဘာဆက်လုပ်သွားမှာလဲဆိုတော့ကျွန်တော်ကဒီပုံစံနဲ့ဆက်ပြီးတော့ရောင်းဝယ်လုပ်သွားမယ်အဲ့တော့တချို့ဟာတွေ stop loss ထိမယ်တချို့ဟာတွေ DD ထိမယ်တေးကြတာအဲ့ဒီလို market တွေက forex မှာလည်းရှိမယ် stock မှာလည်းရှိတယ် crypto မှာလည်းရှိတယ် every market condition တိုင်းဒီ market condition ဆိုရင်ကျွန်တော်ကဒီလိုရင်ဆိုင်သွားမယ်ဒီလိုမျိုးမှာကျွန်တော်တို့ stop loss ထိခဲ့ရင်ဆိုရယ် risk ကိုယူမယ်ဆိုတဲ့အဲ့ဒီကျွန်တော်ရဲ့ပုံသေးဖြစ်နေတဲ့ system ဖြစ်နေတဲ့ response အဲ့ဒါအရေးကြီးဆုံးညသိလားအဲ့ဒါအရေးကြီးဆုံးလေအဲ့တော့ analysis ကတေးသေးချာလောက်တတ်ရတာမှန်တယ်အဲ့ဒီထက်ပိုအရေးကြီးတာဘာလဲဆိုတော့ကိုဘာလုံးမှာလဲဆိုတဲ့ဟာကအရန်အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒါ BTC market နဲ့ပတ်သက်လို့လဲကျွန်တော်ဒါ analysis တစ်ခါတည်းလုပ်ပြလိုက်တာပေါ့နော် okay အဲ့တော့အရန်အရေးကြီးတယ်ကျွန်တော် psychology ကိုပြောရင်ခုနကပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့ think in terms of probability ဆိုတဲ့ဖြစ်နိုင်ခြင်းနဲ့ဖြစ်တန်စွမ်းကိုအမြဲတမ်းတွေးထားတယ်ကို stop loss လည်းထိသွားနိုင်တယ်ကို TB လည်းထိနိုင်တယ်နော်အဲ့လိုမျိုး stop loss နဲ့ TB နော် market ကနော် buyer နဲ့ seller supply နဲ့ demand နော် bullish and bearish ဆိုတာကကိုထိန်းချုပ်လို့မရဘူးဆိုတာကိုသိသွားမယ်ဆိုရင်သိထားမယ်ဆိုရင်ကျွန်တော်တို့ကနော်ငါဒီတစ်ခေါက်တော့ရောင်းကြည့်လိုက်မယ်ဒီတစ်ခေါက်တော့ဝယ်ကြည့်လိုက်တော့မယ်ဆိုရယ်ကိုယ့်ရဲ့ random ဖြစ်နေတဲ့ randomness ပေါ့နော် trader life မှာကျွန်တော်တို့အတိုက်ဖြတ်ရဆုံးကအဲ့ဒီ randomness ပဲနော်ဘာကအကောင်းဆုံးဖြစ်မှာလဲလို့ကိုကဆုံးဖြတ်နိုင်တယ်လို့လူတွေကထင်ကြတယ်တကယ် professional trader တွေကျွန်တော်တို့နှစ်ပေါ့နော်10 plus ပေါ့နော်တကယ်ဆယ်စုနှစ်တခုကြော်လာပြီဆိုတဲ့အခါကျရင်ကျွန်တော်တို့ကဘာကိုပဲရွေးတော့လဲဆိုတော့ဘာအကောင်းဆုံးလဲဆိုတာကိုမရွေးတော့ဘူးเนาะကိုဘာလုံးမှာလဲဆိုရက်ကိုယ့်ရဲ့ system ကိုပဲမြည်ရွေးတော့တာเนาะအဲ့တော့ market ဒီတက်ချင်တက်လိမ့်မယ်ကြားချင်ကြားလိမ့်မယ်အဲ့ဒါကိုဘယ်သူကမှ 100% တိကျအောင် pick မလုပ်နိုင်ဘူးဆိုတာကျွန်တော်တို့အရင်လက်ခံထားရမယ်ချက်ပဲအဲ့တော့ think in terms of probability ရကိုဘာလုံးမှာလဲဆိုတာအရေးကြီးတာเนาะအဲ့တော့ကျွန်တော် psychology တချို့လည်းအကျိုးရှိအောင်ထည့်ပြောသွားမယ် understanding market psychology အဲ့ဒီလို market ရဲ့ psychology ကိုနားလည်ပြီးတော့ managing your psychological response ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာเนาะကျွန်တော်တို့ psychology အရာကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုတာကိုထိန်းချုပ်နိုင်ခြင်း creates the decisive edge เนาะကျွန်တော်တို့ a trader's edge လို့ခေါ်တယ်เนาะအဲ့ဒီ edge တခုဖြစ်လာစေတယ် that is often more valuable than เนาะ any technical indicator or analytical framework အဲ့တော့ကျွန်တော်တို့ analysis လုပ်ပါတယ်ဆိုရယ် framework တွေ technical indicator တွေအကုန်လုံးထက်တကယ်တန်ဖိုးကြီးတာကကျွန်တော်တို့မှာကိုယ်ပိုင်အဲ့ traders edge လို့ခေါ်တဲ့ decisive edge ကျွန်တော်တို့မှာရှိဖို့ပဲเนาะမြန်မာလိုဒဲပြောရင်တော့ငါဘာလုပ်မှာလဲအဲ့ဒါအရေးကြီးဆုံးဗျာသိလားအဲ့တော့ market ရဲ့ psychology ဘယ်လိုရှိလဲကျွန်တော်ခုနဖတ်ပြသွားတယ် order flow လို့เนาะအဲ့ဒါ market ရဲ့ psychology ပဲเนาะ market ကဘယ်နေရာကနေပြီးတော့ကျလာပြီဆိုရင်တော့အဲ့ဒီ momentum ကိုဘယ်နားလောက်လေးရတော့ကက်ရက်ကမခုခံနိုင်တော့ဘူးဘယ်ကြမှာ buyer တွေကပြန်ဝင်လိမ့်မယ်အဲ့ဒီလို market ရဲ့ psychology ကိုဖတ်တယ်ပြီးသွားရင်အဲ့ဒီဖြစ်လာတဲ့ market ကအရှိန်ပြင်းလာတာနဲ့အမျှကျွန်တော်တို့မှာကလေ emotion တွေဝင်လာတယ်အဲ့တော့အဲ့ဒီ emotion ပေါ်မှာ motive ကျွန်တော်တို့က response တုံ့ပြန်အဲ့တော့ကိုယ့်ရဲ့အဲ့ဒီလိုမျိုး psychological စိတ်ပိုင်းဆိုင်ရာအရာတုံ့ပြန်မှုကိုကျွန်တော်တို့ကထိန်းချုပ်နိုင်ရဆိုလိုတဲ့တော့မကြောက်ဖဲနဲ့ငါဘာလုပ်မယ်လို့အများတန်းပြင်ထားတာပဲဆိုတဲ့အတိုင်းလုပ်နိုင်တာကျွန်တော်တို့နော် professional trader ဖြစ်သွားတယ်ဆိုတာမကြောက်တတ်တော့တာမဟုတ်ဘူးကြောက်စိတ်ကရှိတယ်အဲ့ဒီကြောက်စိတ်ကိုကြော်ပြီးကိုလုံးရမှာကိုရဲလုံနိုင်တာကိုပြောတာပေါ့နော်အဲ့ဒီ decisive edge ဖြစ်လာဖို့ကအရေးကြီးတယ်အဲ့တော့ market psychology ကိုနားလေတယ်တချို့က technical indicator တွေသုံးတတ်တယ် analysis တွေလုပ်တတ်တယ်ဒါပေမဲ့ကိုယ် psychological response ကိုထိန်းချုပ်နိုင်မှဟောဒီ zone ဖြစ်မှကျွန်တော်တို့ traders edge ကဖြစ်မှာအဲ့ဒီအတွက်ကြောင့်မလို့က market ဘာဖြစ်လာမှာလဲဆိုတာကိုကျွန်တော်တို့ဘယ်သူမှလည်းမသိနိုင်တာမဟုတ်လို့အဲ့ဒီအကြောင်းအရာကျွန်တော်ဘယ်တော့မှလည်းမဆွေးနွေးသလိုဒါကိုဆွေးနွေးလို့လည်းအကျိုးလုံးဝမရှိဘူးဆိုတာကိုကျွန်တော်တို့မိတ်ဆွေတွေသိရမယ်เนาะအဲ့တော့အရေးကြီးဆုံးက market က
ခုနကပြောတယ်လို့ပဲ analysis တွေအားလုံးကတော့တူလိမ့်မယ်ဘယ်နေရာ resistance ဘယ်နေရာ support ဘယ် analyst ကပဲဖြစ်ဖြစ်ဘယ် trader ပဲဖြစ်ဖြစ် analysis လုပ်ရင်ဒါပဲထွက်လာမှာတခုပဲအဲ့ဒီပုံမှာ market ဘာဆက်ဖြစ်မလဲမငြင်းရဘူးအရေးအကြီးဆုံးကဘာလဲဆိုတော့ကိုဘာလုံးမှာလဲဆိုတာကကျွန်တော်တို့အတွက်အရေးကြီးတာအဲ့တော့ကျွန်တော်ကလည်းကျွန်တော်အလုပ်ကိုကျွန်တော်လုပ်သွားမယ်ကျွန်တော်နဲ့ trading system trading plan မတူတဲ့တယောက်ကလည်းဒီ analysis ပေါ်မှာပဲသူလုပ်เสียရှိတာကိုလုပ်သွားမယ်အဲ့တော့တခါတလေကျရင်ကျွန်တော်ရှုံးမယ်တခါတလေကျရင်သူရှုံးမယ်เนาะတခါတလေကျွန်တော်နိုင်မယ်တခါတလေသူနိုင်မယ်เนาะအဲ့တော့ဒါပေမဲ့ကိုအလုပ်ကိုပုံစံနဲ့ကို trading system တိုင်းလုပ်နေတဲ့သူနှစ်ယောက်က very long term မှာအဲ့ဒီနှစ်ယောက်တော့နိုင်လိမ့်မယ်နော်နှစ်ယောက်လုံးကနိုင်လိမ့်မယ်တချို့ trader တွေကနော်အဲ့လိုဥမာပေါ့နော် analysis တကူလုပ်လိုက်တယ်ဒီကောင်တက်မှာတချို့ကလည်းဟာမဟုတ်ဘူးကြာမှာဆိုတဲ့အချိန်မျိုးမှာကျွန်တော်တို့အဲ့ဒါဆွေးနွေးပြီးတော့ကို bias နဲ့ကိုဝင်ကြရတယ်ဆိုရင်အဲ့ဒါနှစ်ယောက်လုံးရှုံးမှာနော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အရေးကြီးဆုံးကကိုစီကဒီ analysis ကနေဘာဆက်ပြီးတော့ပုံသေးလောက်ကြတယ်လေဆိုတာအရေးကြီးတာနော်အဲ့တော့ trader has to focus on what is happening ဘာဖြစ်နေတယ်လဲဆိုတဲ့အပေါ်မှာကျွန်တော်တို့က focus လုပ်ရတယ် not what they want to happen ဘာဖြစ်ချင်တာလဲဒါမှမဟုတ် what will happen next နောက်ဘာဖြစ်လာမယ်လို့မျှော်လင့်တယ်လဲလို့ဘာဖြစ်ချင်တာလဲလို့ကျွန်တော်တို့မျှော်လင့်တာတွေကျွန်တော်တို့ဖြစ်စေချင်တာတွေ want တွေ hope တွေအဲ့ဒီအပေါ်မှာကျွန်တော်တို့ဘယ်တော့မှမသွားဘူးဘာဖြစ်နေတယ်လဲဆိုတာကို focus လုပ်เนาะအဲ့ဒီ focus လုပ်နိုင်ဖို့အတွက်ပြီးတဲ့အတိတ်ကိုကျွန်တော်တို့ကြည့်တယ် the past is over အတိတ်ကလည်းပြီးသွားပြီ the future doesn't exist yet နော်နောက်အနာဂတ်ပေါ့နော် market ကလည်းဖြစ်မလာသေးဘူးအဲ့တော့ဖြစ်မလာသေးတာကိုကျွန်တော်တို့ကြိုတွေးနေတာအတိတ်ပဲမရှိဘူး all we can do is focus on the present moment လက်ရှိကာလမှာကျွန်တော်တို့ focus လုပ်ရမှာနောက် market ကြီးကဘာဆက်ဖြစ်မလဲဆိုတဲ့ဟာကကျွန်တော်တို့အလုံးမဟုတ်ဘူးကျွန်တော်တို့အလုပ်ကနော်အမြဲတမ်း think in terms of probability ကတက်ခင် deliverability တက်နိုင်တယ်ကြားခင် delivery ကိုကြားနိုင်တယ်ဒါတွေကိုကျွန်တော် present moment ပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ကနော်analysis တွေလုပ်မယ်အဲ့ဒါပြီးတော့ဟန်အရေးကြီးဆုံးကတော့ကျွန်တော်တို့ဘာလဲဆိုတော့ငါဘာလုပ်မှာလဲဆိုရယ်ပုံသေးဆန်တဲ့ system ရှိဖို့ကအရေးကြီးတာပေါ့နော်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တယ်လို့ပဲ Bitcoin မှာကျွန်တော်ဘာကြောင့်9000ခွဲကိုယူရတယ်လဲဟာအခုမရောင်းဘူးလား no trend ကလောလောဆယ်မှာ impulsive ဖြစ်နေတဲ့အချိန်မှာကျွန်တော်က the trend is your best friend ဆိုတာเนาะ at Sekoda တို့တခြား market wizard တွေ legendary တွေအကုန်ပြောခဲ့ကြတယ်trend ကိုကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့အမြဲတမ်းလို့လိုက်ရတယ် trend ကိုလိုက်ခြင်းအပြင်တောက်လျှောက်လိုက်တယ်ဘယ်တစ်ချိန်မှကျွန်တော်တို့ရှုံးတယ်သိလားအဲ့ဒီ trend ကပြန်ကျိုးတဲ့တစ်ချိန်တော့ကျွန်တော်တို့ရှုံးတယ်နော်ဆိုလိုတဲ့တော့ကျွန်တော်ဆိုတသိန်းနဲ့900နဲ့တောက်လျှောက်ရောင်းတယ်stop loss တော့မထိလိုက်ဘူး trailing နဲ့ကျွန်တော်နောက်ဆုံး9,900နဲ့သူပြန်လာပြီဆိုတဲ့အချိန်မှာကျွန်တော် trailing လိုက်လာတဲ့ trailing နဲ့ကျွန်တော် exit လောက်သွားရတယ်ပေါ့နော် trailing stop နဲ့အမြတ်နဲ့ stop loss ထိသွားတယ် okay အဲ့ဒီနောက်ဆုံး trail ထိသွားပြီဆိုတဲ့အချိန်မှာကျွန်တော်တောက်လျှောက်ရောင်းဆိုတဲ့လူเนาะတောက်လျှောက်ရောင်းခဲ့တယ်ကျွန်တော် trade ပေါင်းများစွာ DB ထိတယ်နှစ် trade လောက်ပဲကျွန်တော်နောက်ဆုံး stop loss ထိတယ်အဲ့ဒီမှာ Bitcoin တို့ပါဆို stop loss မထိဘူး trailing နဲ့ပဲကျွန်တော်ထွက်သွားရတယ် trade တော်တော်များများ trailing နဲ့အကုန် exit လောက်သွားရတယ်အဲ့ဒီလိုအချိန်မှာကျွန်တော်ကတီးသွားပြီ okay ဒါဆိုရင် bearish က retrace ယူနေတာပေါ့နော်ရပ်ပြီးတော့ trend ဒီ impulse ပေါ်ပြန်တက်ပြီးဆိုတဲ့ဟာကိုစဉ်းစားတယ်အဲ့တော့ trend ကိုကျွန်တော်တို့ကကြည့်ရတယ်ဗျဘာလို့လဲဆိုတော့အဲ့ဒီ trend မှာ momentum ရှိနေတာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီကသိရမှာဘာလဲဆိုတော့ analysis တွေလုပ်တဲ့အခါမှာ you will never master the market ကိုဘယ်သူမှ master မဖြစ်နိုင်ဘူးကျွန်တော်လည်းမဖြစ်နိုင်ဘူးအားလုံး market ကိုကျွန်တော်တို့ကဘာလဲ analysis ကိုတကယ် master ဖြစ်လုပ်နိုင်တာပဲရှိမယ် market ကြီးကိုတော့ကျွန်တော်တို့ master သွားလုပ်လို့မရဘူး all you can do is master your behavior ကိုယ့်ရဲ့အမှုအကျင့်အလေးအထားကိုကျွန်တော် master လုပ်ဖို့ပဲရှိတယ်ဆိုလိုတဲ့သဘောကဒီ market ကိုရောက်ပြီဟာကိုဒါကြီးကနော်လုံးဝကြားနိုင်တာကြီးကိုဘာကိစ္စဝယ်ရမှာလဲလို့ဘာလို့အဲ့လိုမျိုးကျွန်တော်တို့ကမသွားဘူးဆိုလိုတဲ့သဘောကဒီလို market condition ဖြစ်လာခဲ့ရင်ကိုယ့်ရဲ့ trading system trading plan ဘာလဲအဲ့ဒီအတိုင်းကိုကျွန်တော်တို့က fear တို့เนาะ FOMO တို့ကြော်ပြီးတော့ကျွန်တော်တို့ဒီအလုပ်လုပ်ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ project X မှာတော့ကျွန်တော်ဒီ၄ချက်ကိုချမှတ်ထားတယ်နံပါတ်1 C မြင်เนาะကျွန်တော်တို့ကြည့်ရမယ်အဲ့တော့ C ဆိုတဲ့နေရာမှာတော့ ritual လို့တယ်เนาะဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့က analysis တွေကိုအမြဲတမ်းเนาะလုပ်နေရမယ်ခရီးသွားဟန်လွယ်လုပ်လို့မရဘူးအဲ့တော့ trading ritual အရာเนาะအမြဲတမ်းလုပ်လို့ကျွန်တော်ဆိုရင်နံပါတ်1တနင်္ဂနွေကိုရောက်ပြီဆိုတာနဲ့ကျွန်တော်နောက်တစ်ပတ်မှာ trade နဲ့ crypto pair တွေရွေးတယ် forex pair တွေကိုရွေးတယ်ကိုပေးနိုင်တဲ့အချိန်နဲ့ရွေးတယ်เนาะအဲ့ဒါပြီးတော့ analysis လုပ်တယ်ဒါမှအဲ့လို ritual လုပ်ထားမှာ C ကျွန်တော်တို့ကမြင်ပြီးမြင်ုံနဲ့မရဘူးအဲ့ဒီကိုမြင်နေတာဘာလဲဆိုတော့
သိလာအောင် feel the market လုပ်ပြီးတော့အဲ့ analysis ကို recognize လုပ်တယ်အော်ဒီနေရာလေးတွေက3,900ကဒါ key resistance ဖြစ်သွားပြီပဲဒါဆိုရင်အရင်တော့ order flow မှာရော9,000ခွဲကအော်ဘလို့လုပ်ခဲ့တာဒါဆိုဒီတစ်ချိန်မှာအလုပ်လုပ်နိုင်ကြီးများတဲ့နေရာ9,000ခွဲပဲနော်အဲ့ဒါတွေ recognize လုပ်တယ်ပြီးသွားရင် feel good ဟာဒါဆိုရင်9,000ခွဲကမနိုင်လို့9,900ပြန်လောက်သွားရင်ပြန်ရောက်သွားရင်ငါ stop loss ထိမှာပဲနော်ဆိုတဲ့ဟာမျိုးဒါမှမဟုတ်ဟာစားတွေကကြာမှာကို3,900မှာရောင်းလိုက်ရမှာတို့အဲ့လိုဟာတွေမတွေးဘူး okay market က impulse ကတလို့ retrace ကဘလို့အခုတက်နေတာဒီ impulse အဲ့တော့ upper hand မှာတော့ buyer seller မှာ upper hand ကလောလောဆယ်မှာတကယ်ရှိတာက buyer ပိုရှိရဲ့အဲ့အတွက်ကြောင့်မလို့9,000ခွဲကိုရောက်လာခဲ့ငါ9,000ခွဲမှာ buy မယ်ဒါငါအလုပ်ပဲနော်အဲ့လို think in terms of probability ရနော်ငါ stop loss ထိခဲ့ရင်နော်ငါ stop loss ထိမယ်သူ9,900သွားတယ်ဆိုရင်ငါ stop loss ထိမယ်9,000ခွဲကနေတကယ်တက်နိုင်ခဲ့တယ်ဆိုရင်ငါ DB ထိအဲ့လိုတွေးလိုက်တဲ့အခါမှာကျွန်တော်တို့က think in terms of probability ရ feel good နော်ငါဘာလုပ်မယ်ဆိုတော့ငါသိတယ်ငါလုပ်ရဲ့နော်ငါလုပ်ရရဲ့ရလက်ကငါတောင်းခံမယ်ဆိုတော့ responsibility ကိုတွေးလိုက်တဲ့အခါကျတော့ feel good ကျွန်တော်ရဲ့ခံစားမှုအကောင်းပါတယ်လူတော်တော်များများကတချို့က see နော် analysis တွေလုပ်တယ် recognize technical ကိုလည်း master ဖြစ်တယ်ဒါပေမဲ့နော်တချို့တွေကဘာလဲဆိုတော့အဲ့ဒီ feel good ဆိုတဲ့နေရာမှာပျောက်နေတာဘာကြောင့်ပျောက်နေလဲသူတို့ပျောက်ခြင်းက2မျိုးဗျနော်တချို့ကကြတော့ FOMO ပေါ့ဥမာဝယ်ခြင်းနဲ့ဆိုအယမ်းဝယ်ခြင်းနဲ့ရောင်းခြင်းနဲ့ဆိုရင်အယမ်းရောင်းခြင်းနဲ့အဲ့ဒီ FOMO မကြော်နိုင်ဘူးတချို့ကကြတော့ fear အစစ်နော်ဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့ဟာဥပမာတက်တော့မယ်ဆိုတဲ့ site ကနေနော်ကြည်လိုက်ရင်ဟာကြသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ fear နော်ကျွန်တော်မေးတဲ့မိတ်ဆွေဆိုရှင်းရှင်းလေးပဲ तू alternative ကိုတွေးမဲ့အစားတကယ်က तू ဘာလုပ်မှလဲ तू တွေးရမှာနော်အဲ့ဒီတော့ကျွန်တော်တို့က technical analysis မှာဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာဘယ်တော့မှမရှိပါဘူးနော်ကျွန်တော်တို့ဘယ်လို analysis လုပ်တယ်လဲပြီးရင်ဘာလုပ်မှာလဲဆိုတဲ့ဟာပိုအရေးကြီးတာဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ခုနကပြောသလို ritual တွေရအမြဲတမ်း analysis လုပ်တယ်ပြီးရင်ကိုယ့်ရဲ့ technical education 1စာနဲ့ကျွန်တော် recognize လုပ်တယ်အဲ့ဒါပြီးသွားရင်ဘာတွေကိုတွေးလဲ trading psychology တွေကိုပဲတွေးတယ် FOMO နောက် fear of missing out နဲ့ငါမပါလိုက်မှာစိုးလို့ဆိုပြီးကျွန်တော်ဘယ်တော့မှမလုပ်ဘူးတခုခုဆိုရင်အမြဲတမ်းတွေးထားတာနော်ကိုယ့်ရဲ့ trader တယောက်အနေနဲ့ကျွန်တော်တို့ရဲ့ power က skip and do nothing နော်ဘာမှမလုပ်လို့လုပ်เสียမရှိရင်ဘာမှမလုပ်ဘူးနော်လုပ်ဖို့အတွက်ကိုကျွန်တော်တို့အရန် confuse ဖြစ်နေတယ်ကိုမဆုံးဖြတ်နိုင်ဘူးဆိုရင် skip တောက်လျှောက် skip and do nothing နဲ့အဲ့တော့ FOMO ကိုမပါသွားလို့ဆိုပြီးတော့เนาะမပါသွားတာမျိုးမဖြစ်ရလေအောင် FOMO ဝင်တာမျိုးမရှိဘူး FOMO အပြင်နောက်ထပ်ကြောက်စရာကောင်းတာ FOMO တခုတည်းမဟုတ် fear စစ်ကလည်းကြောက်ဖို့ကောင်းတယ်ဆိုလိုတဲ့သဘောက bullish လားလို့တွေးလိုက်တိုင်း bearish တော့ဖြစ်တော့မှာပဲ bearish လားလို့တွေးလိုက်ရင် bullish ဖြစ်ရင်ရောဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီအရာကို 100% ဖြေနိုင်တဲ့သူလောကမှာတယောက်မှမရှိပါဘူးနော်အဲ့တော့ fear ကိုကြော်နိုင်ဖို့အတွက်ဆိုရှင်းရှင်းလေးပဲကိုယ့်ရဲ့ behavior နဲ့ mindset ကိုပြောင်းရတယ်ရှင်းရှင်းလေးပဲငါပါလုပ်မှာလေနော်အဲ့တော့ကျွန်တော်ခုနကပြောခဲ့သလိုအဲ့ဒီအရာမှာကျွန်တော် system လေး plan လေးချတယ် okay ဒီလို market condition ရောက်ရင်တော့ငါဒီလိုအလုပ်လုပ်ကိုလုပ်ရမယ်နော်အဲ့လိုလုပ်တဲ့အခါမှာ think in terms of probability က DVT ရရှိမယ် stop loss ထိတာရှိမယ်ဖြစ်နိုင်ခြေနဲ့ဖြစ်တဲ့ဆိုတော့တစ်ခါလေးတွေးတာတယ်9,000ခွဲဟာအလုံးမလုံးနိုင်ခဲ့ရင် market ဒီ9,900ကိုထပ်ဆင်းလိမ့်မယ်အဲ့ဒီကြရင်ကျွန်တော် stop loss ထိမယ်အဲ့တော့ဒီ trade ကို action ယူခြင်းက 100% နိုင်မယ်ထင်လို့ဝင်ယူတာမဟုတ်ဘူးเนาะကိုယ့်ရဲ့ order flow ပေါ်မှာတုံ့ပြန်မယ်အလုပ်လုပ်ပုံအတိုင်းဝင်တဲ့အခါမှာ stop loss နဲ့ TP နဲ့ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ကသိတယ်အဲ့လိုတွေးလိုက်တဲ့အခါမှာ feel good ငါအလုပ်ကိုငါလုပ်တာပဲဆိုတဲ့ခံစားမှုကကောင်းသွားတယ်အဲ့ဒီအခါမှာကျွန်တော်တို့က focus ပေါ့နော်လက်တွေ့ action ယူနိုင်ဖို့အတွက်ကတော့ဘာလုပ်ရလဲဆိုတော့ focus ကိုလုပ်ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ focus လုပ်တဲ့အခါမှာကျွန်တော်အများအားလို့ project X မှာဆိုတချို့နော် focus ပြားထွက်သွားရင်ကျွန်တော်စူတယ်နော်တိုနီအများအားပြောခဲ့တယ်လို့ပဲတိုနီရောဘင်ပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်ရဲ့ဒါတိုနီစကားကိုကျွန်တော်အများအားလက်သုံးထားတယ် don't major in minor things နော်ကျွန်တော်တို့အရေးမကြီးတဲ့အရာတွေပေါ့ဗျာအရေးမပါတဲ့အရာတွေကိုအရာပေးလို့မရဘူးเนาะကျွန်တော်တို့အရေးမပါတာတွေကိုအရာပေးလို့မရ don't major in minor things အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကအဓိကဘာကိုငါ focus လုပ်ရမယ်ဆိုရဲအဲ့ဒီနေရာမှာကျွန်တော် focus လုပ်ရမယ့်နေရာကျွန်တော်ထိန်းချုပ်လို့ရတဲ့နေရာမှာပဲကျွန်တော်ရဲ့ laser focus ကိုထားတယ်အဲ့ဒီအတွက်ကြောင့်မလို့တကယ် opportunity ပေါ့နော် market edge မှာ rejection ပေါ်လာခဲ့ရင် market edge မှာ candle ပေါ်လာခဲ့ရင်ကျွန်တော် act လုပ်တယ်အဲ့တော့ဒီ C recognize feel good act ဆိုတာလေးကတကယ်တမ်းပြောရရင်တူတူလေးအားလေးလုံးပဲဆိုမှမဟုတ်ဘူးဗျအဲ့ဒီမှာ C
မြင်ဖို့အတွက်ဆိုတာလေအမြဲတမ်း ritual ကြလောက်တက်ရတယ်เนาะကို behavior အရလုံးဝကို consistency ရှိမှနောက်တစ်ခု recognize သိဖို့ဆိုတာလေ education เนาะ education မကောင်းဘဲနဲ့ကျွန်တော်တို့ recognize မဖြစ်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ recognize ကလေ education ကောင်းဖို့လေလို့တယ်ပြီးသွားရင်ဟာ education ကလည်းကောင်းတယ် consistency ပေါ့နော် ritual တွေကလည်းလုပ်တယ်ဒါပေမဲ့တကယ်နေငါးကြိုင်ကိုပါလုံးမှာလဲဆိုတော့မလုပ်တတ်ဘူးဆိုတာတခါလေကြိုင် FOMO ကြောင့်အနှောက်အယှက်ဖြစ်တာတခါလေကြိုင် fear ကြောင့်အနှောက်အယှက်ဖြစ်သွားပြီးတော့ feel good မဖြစ်တာကိုယ့်ကို feeling good ဆိုရိုက် move မထားနိုင်ဘူးဆိုရင်အဲ့ဒါ emotion ကြောင့်တချို့ကအဲ့ဒီနေရာမှာမကြော်နိုင်တော့နော်တချို့ကကြတော့အဲ့နေရာကတော့ကြော်လာပါရဲ့ဒါပေမဲ့ laser focus မရှိတဲ့အခါမှာနော်ဟို market ကိုသွားကြည့်နေတော့ဒီ market ကလွတ်သွားဒီ market ကနော်သွားကြည့်နေဟို market ကလွတ်သွားတာမျိုးတွေတို့နော်အဲ့ဒီလိုမျိုးကျွန်တော်တို့ကနော် action မယူနိုင်တာတွေကြုံရတတ်တယ်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တဲ့အချက်တွေအားလုံးကကိုဘာတွေကိုဖြည့်ဆည်းရမလဲဆိုတာကိုနော်ကျွန်တော်တို့ဒီအမြဲတမ်းဒါသိသွားမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအမြဲတမ်းလို့နော် ritual တွေနော် education တွေနော်ပြီးသွားရင်ကျွန်တော် emotion control တွေနော်ပြောမယ်ဆိုရင်ပြီးသွားရင် laser focus ဒီချက်တွေပေါ်မှာမူတည် see recognize feel good act ဆိုတဲ့အဲ့၄ချက်နဲ့ပြည့်စုံမှာ trader တယောက်ဖြစ်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားတယ်ပေါ့နော်ဒါကကျွန်တော်မြင်ခဲ့တဲ့ဟာပေါ့အဲ့တော့အဓိကနောက်ဆုံးအဆုံးသတ်ပြောချင်တာတော့ကျွန်တော်ဒီ slide လေးရင်တော့ပြောဥပါတယ် trading is about having an edge over many trades နော်အဲ့တော့ trading ဆိုတာက trade ဒီအများကြီးကိုကျွန်တော်တို့ edge တစ်ခုမှာကိုယ့်ရဲ့ edge ပေါ့ဗျာအဲ့ဒီ edge နဲ့ယာယူခြင်းပဲเนาะအဲ့တော့အဓိကပြောချင်တာ analysis တွေလောက်ကြတယ်เนาะအဲ့ဒီ analysis တွေအကုန်လုံးကိုလောက်ကြခြင်းမှာကျွန်တော်တို့က analysis လောက်တတ်တာလားမလောက်တတ်တာလားဆိုတာထက်တကယ်အရေးကြီးတာဘာလဲဆိုတော့အဲ့ဒီ analysis ကိုလောက်ပြီးကိုဘာဆက်လုပ်မှာလဲဆိုတာတဦးတယောက်ချင်းစီတိုင်းတော့အရေးကြီးတယ်เนาะအဲ့ဒါအရေးကြီးဆုံးပဲเนาะအဲ့တော့ technical analysis တွေလုပ်ပြီးသွားရင်ငါဘာဆက်လုပ်မှာလဲဆိုတာပိုအရေးကြီးတာအဲ့ဒီ technical analysis ကနေဘာဖြစ်လာမှာဆိုတာကိုကျွန်တော်တို့ကပေါ်ထုတ်လိုက်နိုင်နေဆိုတဲ့ဟာကျွန်တော်တို့ကအရေးမကြီးဘူးဆိုတာလေးကို sharing လုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့ဒီ video လေးကနေပြီးတော့ကျွန်တော်တို့က technical analysis ဆိုတာကျွန်တော်တို့ဘာတွေသင်ယူသင့်တယ်လဲဘယ်လိုတွေ consistency ထားသင့်တယ်လဲเนาะပြီးသွားတဲ့အခါမှာဘာတွေကို focus လုပ်သင့်တယ်လဲနောက်တစ်ခုကတကယ် technical analysis itself ပေါ့နော် technical analysis ကိုဘယ်လိုလုပ်တယ်လဲဆိုတာလည်းအရေးကြီးပါတယ်ဒါပေမဲ့အဲ့ဒီသူ့ထက်ကိုအရေးကြီးသေးတာကျွန်တော်တို့ကိုယ်စီတယောက်ချင်းစီဘာလုပ်ကြမှာလဲဆိုတာအရေးကြီးပါတယ်တယောက်နဲ့တယောက်က analysis တစ်ခုတည်းကနေကိုတယောက်နဲ့တယောက်လှုပ်ဆောင်သွားပုံတွေကမတူနိုင်ပါဘူးเนาะမတူတာပြဿနာလုံးဝမဟုတ်ပါဘူးတယောက်ကဝယ်သွားတဲ့ဒီ analysis ကနေပဲတယောက်ကဝယ်သွားတဲ့အချိန်မှာဒီ analysis ကနေပဲနောက်တစ်ယောက်ကလည်းရောင်းသွားတာလိမ့်ကိုယ့်ရဲ့ trading system ကိုယ့်ရဲ့ trading plan နဲ့အလုပ်လုပ်နေကြရင်เนาะကျွန်တော်တို့ဒီရေရှည် long term ပေါ့ဗျာlook at the big picture ပေါ့ trade 10 trade 20 trade 30ပေါ့ standard ကတော့ trade 30တစ်ဖြတ်လောက်မှာเนาะဘယ်သူမဆိုဟာကိုယ့်အတိုင်းအစနဲ့ကို winner trader အနိုင်ရရှိတဲ့ trader တွေဖြစ်လာမှာဖြစ်တယ်အဲ့တော့ technical analysis လုပ်ပြီးသွားရင်တော့ငါဘာကိုเนาะထင်တာပဲဆိုတဲ့ဟာရဲ့ငါတော့ဘာလုပ်ထားလက်စာကြီးဖြစ်နေတယ်ဆိုရဲအစွဲတွေနဲ့မလုပ်ကြဘဲနဲ့ကျွန်တော်ခုနကပြောတဲ့တကယ်ရည်ရွယ်ချက်ကိုကြော်အောင်ကြည့်နိုင်ပြီဆိုရင် trading လောကမှာဘယ်သူမဆိုဟာဒါနော်လမ်းကြောင်းမှန်ဖို့ရောက်လာမယ်လို့ကျွန်တော်အနေနဲ့ယူဆတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကို sharing လုပ်လိုက်တာဖြစ်ပါတယ်အားလုံးအတွက်တကယ်တည်တည်ချာချာလေ့လာရင်အများကြီးအစ်စ်မှန်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်